Hello မင်္ဂလာပါရှင်နားလိုက်တာပဲversion နေဆိုလိုက်ပါတယ်เนาะဆိုversion ဗီဒီယိုမတင်အောင်တော်လေးကိုကြာနေပြီဆိုတော့version ဒီတစ်ခါလူငယ်လေးရဲ့အတွက်ပေါ့เนาะတကယ်ကိုအခုချိန်မှာလမ်းပြောင်းနေတဲ့လူငယ်လေးတွေဘာဆက်လို့မလဲမသိတဲ့လူငယ်လေးတွေရှေ့ရေးကိုလိုမျိုး blog ဖြစ်နေတဲ့သူတွေပေါ့เนาะကိုယ့်ရဲ့အနာဂတ်တွေကပိတ်ဆို့နေတယ်လို့မျိုးခံစားရတယ် blog ဖြစ်နေတဲ့လူငယ်လေးတွေအတွက် Russia ဒီဗီဒီယိုလေးလုပ်ပေးခြင်းဖြစ်ပါတယ်။ Russia တော်မြ relationship တို့ exist ဆိုတာလေးတွေကလောက်တာများတယ်။ဆိုတော့ဒါမဲ့အခုဒီဗီဒီယိုလေးကမလုပ်ဖြစ်သေးဘူးဆိုတော့အရင်ဆုံး Russia စကားလေးနည်းနည်းပါပြောစရာလေးရှိတယ်။ဒါလေးကတော့10မိနစ်လောက်ပါပဲ။ဆိုတော့ဒါလေးက pi 1, pi 2, pi 3လေးပေါ့နော်။ဆိုတော့ကိုယ်အနာဂတ်မှာဘယ်လိုမျိုးလေးဆက်လုပ်ရတဲ့လဲကိုရဲ့ self grow အတွက်ကိုယ့်ရဲ့ဒီအနာဂတ်ပိတ်ဆို့မှုတွေကိုဘယ်လိုမျိုးsoft လောက်ရမလဲဘယ်လိုမျိုးတွေသွားရမလဲ blog ဖြစ်နေရတွေကဘာတွေလဲသိရမှာအဲ့လိုမျိုးလေးတွေကိုကိုယ့်ရဲ့ self grow personal grow အတွက်လို့ပြောလို့ရတယ်ဆိုတော့ okay အဲ့တော့ pi 1 pi 2 pi 3လေးကိုရွေးချယ်လို့ရပါပြီရှင်ဆိုတော့ရွေးချယ်နေတဲ့ကာလလေးမှာ Russia ပြောချင်လဲဆိုတော့ yeah like ဘယ်လိုပြောရမလဲဆိုတော့အကုန်လုံးကကွာyeah focusing on yourself is the best one ပေါ့နော် so it's okay to wonder if someone is coming back or something like so တယောက်ယောက်က relationship address စိတ်ပူနေတာသူကိုယ်စီပြန်လာမလားစိတ်ပူတာသူနဲ့ကိုယ်နဲ့ရှေ့ဆက်အဆင်ပြေမလားဒီကိုယ့်ရဲ့ life ထဲကိုသူ့ကိုလွမ်းနေတာဘယ်လိုပြောရမလဲသူ့ကိုလွမ်းနေရတယ်ဗာရလဲအဆင်ပြေတယ်ဘယ်လိုပြောရမလဲ relationship အတွက်စိတ်ပူတာဒါလူငယ်တဘာဝပဲကွာ yeah it's okay never mindသူ့ကိုလွမ်းတာတွေသူ့ကိုတတိယတာတွေကိုယ့်ရဲ့ဘဝတွေသူပြန်ဝင်လာမလားတွေပြီးရင် relationship အတွက် confused ဖြစ်နေတဲ့အရာတွေက it's okay it's never mind so but ဒါမဲ့အဲ့လိုမျိုး keep trying to reading about yourself ပေါ့နော်ကိုယ့်ရဲ့ဘဝအတွက်ကိုယ့်ရဲ့ growth အတွက်ရှေ့ရေးအတွက်ကိုပို့ပြီးအာရုံစိုက်တဲ့နဲ့ဆိုတော့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ grow ကိုယ့်ရဲ့ healing တွေအတွက်ကိုယ့်ရဲ့ဘဝကိုပို့ပြီးတော့တိုးတက်အောင်လုပ်ဖို့အတွက်လိုအပ်တယ်ဆိုတော့ဒါလေးကိုလည်းမေ့ထားလို့မရတဲ့နေရာမှာပါတယ်ပေါ့နော်ဆိုတော့ pressure D reading လေးကတော့မလုပ်ဘူးထင်တယ် Russia တစ်ခေါက်လာပဲလုပ်ဘူးတဲ့ထင်တယ်တိတ်မလုပ်ဘူး Russia relationship တို့X တို့ဒါလေးတွေလည်းလုပ်ဘူးတာများတယ်ဘာလို့ဆိုတော့ဒါ request ထဲမှာအရင် list ထဲမှာအရင်များတော့ဗောနော်ဆိုတော့ request list ထဲကအရင်များတယ်ဒါပေမဲ့ request list ထဲကအရင်နည်းတယ် Russia လည်းတိတ်ပြီးမလုပ်ဘူးတဲ့personal growth လေးအတွက်ဗောနော်ဆိုတော့ okay အဲ့တော့ကိုအတွက်ဘာတွေလုပ်ရမလဲကို focus ကြမယ်အခုချိန်ကစပြီးတော့အခု virtual ဒီ video ကိုစပြီးနားထောင်တဲ့လူတွေအကုန်လုံးအခုချိန်ကစပြီးကိုရဲ့ self grow အတွက်ပဲစပြီးနားထောင်ကြမယ်เนาะ okay အဲ့တော့ pi 1လေးတွေထုံးစံအတိုင်း pi 1လေးတွေအရင်ဆုံးသွားလိုက်မယ် pi 1လေးတွေအတွက်ဆိုပထမဆုံး question လေးကကျတော့ဘယ် area of the experience တွေက block ဖြစ်နေရလဲကိုဘွားရဲ့ဘယ် areas တွေက block ဖြစ်နေရလဲဆိုတော့ Russia ကင်နေကြ deck လေးပဲအဲ့တော့ဒီ cat လေးနဲ့ Russia တော်တော်လေးအဆင်ပြေတယ် okay အဲ့တော့ဘယ် areas တွေကကို experience လုပ်ပြီးတဲ့ areas တွေမှာဘယ် areas တွေက block ဖြစ်နေတာဖိုင်ဝါလေးတွေအတွက်ဘယ် areas တွေက block ဖြစ်နေလဲokay စိတ်ခံစားချက်ပြီး knowledge တွေအတွက်ဆိုတော့ကိုယ့်ရဲ့ knowledge ကိုယ့်ရဲ့အသိပညာတွေအတတ်ပညာတွေ knowledge တွေအတွက်စဉ်းစားတွေးခေါ်ရမယ့်အရာတွေပေါ့နော်ဒီလိုမျိုးရှေ့ရေးကိုသွားမယ်ဟိုဆိုမြန်မာလူငယ်တွေဖြစ်တဲ့အတွက် Russia ပြောနာလဲမြန်မာလို့ဆိုမြန်မာလူငယ်တွေပဲလीနော်မြန်မာလူငယ်တွေလူအကုန်လုံးကတော်များများနှီးပါပေါ့နော်တော်များများနှီးပါပညာရေးနဲ့ပိတ်မိနေကြတယ်ဘယ်လိုပြောရမလဲရှေ့ရေးကိုဘယ်လိုဆက်သွားအောင်လဲငါ့ရဲ့ knowledge ကဘယ်လိုသွားအောင်လဲအလုပ်ပဲလုပ်ရတော့မလားအလုံးလုံးလို့ရှိရင်လုံးမဆိုကွာပွဲတစ်ခုရှိမှာတော့ပွဲနှစ်ခုရှိမှာတော့နောက်ပြီး GD တွေ SAT တွေ like that ဘယ်လိုပြောရမလဲအရန်ရှုပ်တယ်မလား confuse ဖြစ်တယ် like that ဆိုတော့ဒီပညာရေးကကွန်ပျူတာပဲအခုချက်ချင်းသွားတက်ရတော့မလို့ဂျပန်စာပဲသွားတက်ရတော့မလို့အဲ့လိုမျိုးဒါမှမဟုတ်IGCSE ပဲတော့ပြည့်တက်ရတော့မလို့ကိုရဲ့အချက်တွေကလည်းမလုံလောက်ပြန်အဲကိုဒီတိုင်းမဲ့အိမ်မှာနေတော့လည်းအဆင်မပြေပြန်သိရမှာအဲ့လိုမျိုးဘယ်လိုပြောရမလဲပညာရေးနဲ့ blog ဖြစ်နေကြတယ်အခုအချိန်နေမှာ blog ဖြစ်နေတဲ့အရာလေးကိုကြည့်လိုက်တော့ဒါလေးထွက်လာတယ်ဆိုတော့ကိုရဲ့ရှေ့ရေးအတွက်ပေါ့နော်ငါမဖြစ်နေတာငါမြန်မာနိုင်ငံကြီးမှာနေထိုင်ရလို့ငါဒီလိုဖြစ်နေတာငါမဖြစ်ရလေခြင်းဆိုပြီးတော့တွေးပြတ်တာတယ်တွေးတတ်ကြတယ်ဒါမဲ့ like ဘယ်လိုပြောရမလဲအရှုံးပေးဖို့အတွက်
မထိုက်တန်သေးဘူးအရှုံးမပေးနဲ့အောင်ကိုအလောက်ကအခုမှစပြီးတော့ဒီခုမှစပြီးသွားကစားပဲရှိသေးတာစပြီးရွေးကစားပဲရှိသေးရပါတော့ဆိုတော့ကိုနစ်နာတယ်ဆိုပြီးတော့ငါကပဲနစ်နာနေငါကြီးပဲခံစားအဲ့လိုမျိုးတော့မဟုတ်ဘူးဒီဘယ်လိုပြောမြန်မာနိုင်ငံကြီးရပဲဖြစ်နေတာလို့မျိုးတွေးလို့တော့ရကောင်းရတယ်ဟုတ်တယ်ဒါ first ပဲလीနော်ဒါပေမဲ့ like ဒီဟာလေးနဲ့တော့အရှုံးပေးဖို့မလုံနဲ့အောင်လို့ရရှာ hold ကျင်နေတယ်အဲ့ဆိုဒါ knowledge block ဖြစ်နေတဲ့အထဲမှာပါတယ် okay အဲ့တော့ဒီဟာ unblock ဖြစ်အောင်ဘယ်လိုမျိုးဖြီးရမလဲပေါ့နော် unblock ဖြစ်သွားအောင်လို့ how can I unblock this area ပေါ့ဒီ area မှာဒီလို block ဖြစ်နေရတယ်ကို unblock လို့လုပ်ရမယ် how to နောက်ကကြတယ် okay အဲ့တော့ yeah unblock ဖြစ်နေတာ block ဖြစ်နေတာ unblock လုပ်ဖို့အတွက်ကတော့ action လိုတာပေါ့နော်အဓိကအားဖြင့် action လိုတယ်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုကတော်ရုံတန်ရုံဘယ်လိုပြောရမလဲအခုကာလကြီးကရရှာနားလဲတယ်ရရှာကိုယ်တိုင်လဲကြုံတွေ့နေရတဲ့အရာရရှာလဲဒီခေတ်လူငယ်ပဲပေါ့နော်ဒီခေတ်လူငယ်ပဲဖြစ်တဲ့အတွက်နားလဲတယ် yeah I understand everything detail like ဆိုတော့အောင်ကြည့်ပါလားမိရပတ်ကနေပြောင်းအမီလာရေးပဲကျွန်တော်တို့ထိုင်စားအဲ့လိုမျိုးဒီလိုလေးထိုင်စားပြီးတော့မှအော်လာပြီဆိုထားအဲ့လိုမျိုးပေါ့နော်ရရှာတို့လူငယ်တွေကအရန်လောကဒန်ခံရတယ်အရင်တော့ကလူကြီးတွေနဲ့မတူဘူးဒါပြောချင်တာအရင်တော့လူကြီးတွေလည်း respect မရှိတာတော့မဟုတ်ဗျာဒီမှာဒါ everyone know that like ခြေနေတွေကအခုချိန်ဆိုရှင်9နှစ်တောင်ကျော်နေပြီဒီလောကဒန်ကြီးကတစ်ခုပြီးတစ်ခုဖြစ်နေတာဆိုတော့လက်လျှော့ခြင်းစိတ်အရင်များတယ်တကူဆိုလို့ရှင်လားဖြစ်သွားပြန်ပြီဆိုပြီးတော့အဲ့လိုရင်ထဲမှာစိုးပြီးတော့အရင်တော့က trauma တွေအရင်တော့ကစိတ်ခံစားချက်တွေနဲ့ပြန်ရောပြီးတော့ကိုကတာမန်ဆို strong ဖြစ်တဲ့ person ဖြစ်ပင်မဲ့ဒီကာလကြီးကြောင့်ပေါ့နော်ဒီကာလကြီးကြောင့်စိတ်ထဲမှာခုနေတတ်တယ်။ yeah ဆိုတော့ action လိုပါတယ်ကိုလှုပ်ဖို့လိုတယ်ကိုအတွက်အသစ်တွေကိုပေါ့နော်ကိုရှာနေရမှန်တယ်မာလေးတို့မောင်လေးတို့တွေအကုန်လုံးကရှာနေတယ်အချစ်သက်တွေပျော်ရွှင်မှုအသက်တွေဒီလိုမျိုးတွေကိုလိုချင်တယ်စိတ်စီနှူးမှုတွေတည်ရမလားအဲ့လိုမျိုးတွေအရန်လိုလားတယ်လိုချင်တယ်ရှာနေဟုတ်တယ်လက်ခံတယ်ဒါမဲ့ဖွင့်ထုတ်ပါကိုလိုချင်တဲ့အရာကိုပေါ်တင်ထုတ်ပြီး action ပြောချင်တာ action ကွာဒီလား action ace of cups မမြင်ရမှာဆိုလို့ရကန်လိုက်ရကက်ကန်ရဆိုတော့ပြေးပြေး14နေရလေ14နဲ့လက်သိန်းနဲ့14 okay အဲ့တော့ဟာတာလေးထည့်ပြောလိုက်တာပါဒါဒီကက်လေးတွေ့ထားလို့အဲ့တော့ကိုကထုတ်ဖော်ပြပါမှဆိုရှင်ချစ်တယ်ဆိုလို့ရှင်လည်းချစ်ကြောင်ထုတ်ပြစာလှုပ်ချင်တယ်အဲ့လိုပညာလိုချင်တယ်ကိုလှုပ်ချင်တယ်စူးစမ်းချင်တယ်ဆိုရှင်စူးစမ်းချင်ချောင်းပြကိုလှုပ်ချင်တာလှုပ်ချင်ချောင်းထုတ်ပြ action လို့တယ် action လေးတွေထုတ်ပြပါကိုလှုပ်ချင်တဲ့အရာဘယ်နေအောင်ရှေ့ဆက်သွားချင်တယ်ဘယ်နေအောင်ရှေ့ဆက်ပြီးလှုပ်ချင်တယ်ဒီຢာလေးတွေကို action လေးတွေပါလေးနဲ့ရှေ့ဆက်ပြီးသွားပါရှေ့ဆက်ပြီးလှုပ်ဖို့အတွက်action လေးတွေလိုအပ်တယ်နောက်ပြီးတော့ဒီဟာလေးတွေ့ရက force of cups ပေါ့နော် force of cup ကရုရှားတွေ့ဘူးသမျှထဲမှာလေအဲ့လိုကတ်တွေအားလုံးထဲမှာဆို force of cup က like ရှိရတာနဲ့ကိုယ်စီမှာဘယ်လိုပြောရမလဲဒီဟာတွေကကွာဝေးနေရလည်းမဟုတ်ဘူးဒီမှာလဲလာပေးနေတဲ့ခြားတွေကကိုကစိတ်တက်ကြပြီးတော့ဒီခွက်ကိုလည်းကြည့်မနေပဲနဲ့ငိုင်းနေရပုံစံမျိုးဆိုတော့ဒီကက်ရဲ့အတိတ်ပဲအားကျတော့သူကလုံးဝစိတ်သဘောမတွေ့ဘူးစိတ်ကမကျင်납ဘူးတခုခုဆိုလို့ရှိရင်စိတ်မပါလက်မပါဖြစ်နေတယ်အခွင့်အရေးတွေအဲ့လိုမျိုးဂယုမပြုမိဘူးအခွင့်အရေးရှိနေရတော့မှပဲကိုဘက်ကလိုက်ပြီးတော့ follow up မလုပ်နိုင်တဲ့ energy မျိုးဆိုတော့ action ပါမှဒီခွင့်ရည်တွေတွေ့မယ်ခွင့်ရည်တွေ့လို့ရှင်ကိုဘက်ကတေချာစဉ်းစားချင်းချင်းဟုတ်တယ်ဒါမဲ့စဉ်းစားချင်းချင်းတင်တယ်ဒါမဲ့ကိုဘက်ကတော့ live လုပ်ဖို့လိုအပ်တယ်ပေါ့နော် live လုပ်ဖို့လိုအပ်တယ်ဒါပေမဲ့နောက်ထပ် energy လေးတစ်ခုကဘာလဲဆိုတော့တချို့တွေက action လိုတာဖြစ်ပေမဲ့နောက်တချို့တွေကကျတော့ကိုအတွက်စိတ်မပါလက်မပါဖြစ်နေတဲ့ကာလတွေဖြစ်နိုင်တယ်အဲ့အတွက်ကိုဒီကာလကြီးမှာအင်အားအသစ်တွေညှော်လင်းချက်အသစ်တွေအဲ့လိုစိတ်ပါလက်ပါဖြစ်ဖို့ပြန်စဖို့အတွက်ပေါ့နော်ခဏလေးတော့နားပါခဏလေးတော့ relax လုပ်လိုက်ကိုယ်စိတ်ခံစားချက်ကိုငါဒီနိုင်ငံကထွက်မှဖြစ်မယ်ငါဒီစာကိုတင်မှဖြစ်မယ်ငါဒီဘွဲ့ကြီးကိုရမှဖြစ်မယ်အဲ့လိုမျိုးမဖြစ်မယ်တည်ရမလား it should be it must be like it had to ဆိုပြီးအဲ့လိုမျိုးလုံးဝ had must be ဆိုပြီးတော့ထောက်လျှောက်
သွားနေတတ်တယ် I understand but ခဏလောက်တော့ relax လုပ်လိုက်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုငါဟုတ်ပြီငါဒါကိုသိတယ်ဒါတွေလောက်ရမှန်မှန်သိတယ်ဒါပေမဲ့အကုန်လုံးလူတိုင်းကခဏတော့နားဖို့ relax ဆိုတော့ခန္ဓာကိုယ်ကြီးကိုဘုံဆိုပြီးနားလိုက်တာမျိုးပြောချင်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုခဏလောက်တော့ hold လိုက်တာကိုယ့်ရဲ့စိတ်ခံစားခဏလောက်တော့နားလိုက်တာဒီလိုမျိုးနားလိုက်ခြင်းကကိုယ့်ရဲ့နောက်တစ်ခုပြန်စားဖို့အသစ်တစ်ခုပြန်စားဖို့ဒီဟာပဲ idea အသစ်တွေထပ်ပြီးတော့အလုံးကြံစားဖို့ပဲအတွက်ပေါ့နော်ခဏလောက်ခြေတလန်းလောက်ဆုပ်လိုက်တာပြီးလို့ရှိရင်ကိုအင်အားရှိလာပြီဆိုရှင်အဲ့ခြေတလန်းဆုပ်လိုက်တဲ့ result ကခြေလန်း30လည်းဖြစ်နိုင်တယ်100လည်းဖြစ်နိုင်တယ်အဲ့တော့ဒါလေးကခဏလောက်တော့နားလိုက်ပါခဏလောက်တော့တည်ရမှာနည်းလေးဒီရောက်နေနေရနေအဲ့လိုခဏလောက်တော့နောက်ဆုပ်လိုက်ပါဆိုပြီးနားဖို့ပြောတာဆိုပြီးလို့ရှိရင်အားအိမ်အသစ်တွေမျောလင်းချက်အသစ်တွေနဲ့အသစ်တစ်ဖန်ပြန်လဲစတင်ပါတဲ့စိတ်ပါလက်ပါပြန်စားပေါ့နော်ကိုလုံးဆရာရှိရဲ့အရာတွေကိုရှေ့ရည်ပြန်ကြိုပို့သွားဖို့အတွက်စိတ်ပါလက်ပါပို့စားဖို့အတွက်ကိုအကြံပေးထားတယ်အဲ့ဒါလေး unblock ဖြစ်နေ block ဖြစ်နေအရာလေးကို unblock ဖြစ်ဖို့အတွက် action လုပ်တယ်ဒါပေမဲ့တချို့တွေ action အရင်များနေ action အဲ့လိုဖို့အတွက်အဲ့လိုအရန်များတဲ့သူတွေအရန်ပေါ့နော်ငါလုံးမအရန် rush ဖြစ်နေတာနားလဲတယ်ဒါပေမဲ့ခဏလောက်တော့နားလိုက်ပါ pressure ယူကိုနားလဲတယ်မောင်လေးညီမလေးတို့နားလဲတယ်ညီမလေးတို့ဘက်ကလည်းကိုနားလဲဖို့အတွက်ပေါ့နော်ဒါလေးက remind ပေးတာပါရှင် okay နောက်ထပ်တစ်ခုကျတော့ what do I need to know right now ပေါ့ကိုအခုဘာတွေသိဖို့လိုအပ်လဲအဓိကကတော့ pressure ဒီနေရာမှာ no နေရာမှာဘယ်လိုပြောအောင်လဲ focus ကို pressure သွားလိုက်မယ်ကိုဘာတွေကို focus လုပ်ဖို့လိုအပ်နေလဲအခုချိန်မှာနေတယ်ကိုလက်တလုံးမှာဘာတွေကို focus လုပ်ဖို့လိုအပ်လဲ exhausted yeah အရန်ပြင်မှန်းနေပြီဖိုင်ဝါလေးတွေတချို့တွေကဆို action မပါဘူးဟုတ်တယ်ဒါပေမဲ့ဒီဖိုင်ဝါလေးတွေက80ရာခိုင်နှုန်းလောက်ကအရန်ပြင်မှန်းနေပြီအထူးသဖြင့်အဲ့လို action နဲပြင်မဲ့စိတ်ခံစားချက်ကအရန်များတယ်ပေါ့နော် Richard maybe like ဒီထဲမှာScorpio Capricorn Aquarius and then maybe like Sagittarius Aries Taurus အဲ့လိုမျိုး Virgo ပေါ့နော်အဲ့လိုမျိုးတွေတော်တော်များများပါမယ်လို့ pressure energy ခံစားမိတယ် and then like Gemini ပေါ့ yeah ဆိုတော့အဲ့လိုမျိုးလေးပါမယ်လို့ခံစားမိတယ်ဘာလို့လဲဆိုတော့အရန်လောက်တာကိုယ့်ရဲ့ရှေ့ရောငါမရအောင်ငါဒီလိုမရလို့မဖြစ်ဘူးလောက်ရမယ်သိရမလားအဲ့လိုမျိုးစိတ်ကအရန်ဇောတွေများတယ်အရန်ဇောတွေများတယ်လောက်ရမယ်ဆိုတဲ့စိတ် Libra တွေ Aquarius တွေ yeah ဆိုတော့အဲ့လိုလူတွေများလိမ့်မယ်ဘာလို့လဲဆိုတော့ကိုယ်စိတ်ကအရန်သွားကျင်တာအရန်လှုပ်ချင်တာအဲ့ဓာတွေကကို pressure ပြောလိုက်တာစမ်းဆိုင်မဟုတ်ရင်တော့ကိုယ့်ရဲ့ MC ထဲမှာပါလောက်တယ်နော်ကိုယ့်ရဲ့ budget က MC ထဲမှာ pressure ပြောတဲ့ budget ရဲ့ MC ထဲမှာအဲ့ဓာတွေပါလောက်တယ်အထူးသဖြင့် MC Capricorn Aquarius Virgo like and then like ဒီ3ခု specific ပါပဲဒီ3ခု Scorpio လည်းပါတယ် yeah ဒီ4ခုကအရန်တိုးတက်ချင်တာ MC မှာအဲ့တော့ exhausted အရန်ဖြစ်တယ်သူတို့တွေအရန်ပင်ပန်းတယ်အဲ့လိုတော်တော်လေးခံစားရတယ်ပေါ့နော် financially drain ကိုရဲ့ငွေကြီးတွေကအစင်မပြေဘူးဒါ Gen Z တွေတော်တော်များလို့ခံစားရတယ်ဘာလို့လဲဆိုတော့ like မာလာချန်ကိုစားလို့ရှင်တော့မှကွာအနည်းဆုံးမကုန်ဆိုရင်2000ခွဲလောက်က at least ကုန်တယ်ဆိုတော့2000ခွဲလောက်မာလာချန်ကိုလေးတစ်ပွဲကို bike ကိုပြေးဖို့နေတဝက်စာလေးသိရမလားမာလာချန်ကိုလို့ခေါင်းစဉ်မတက်ဘူးဆိုလို့ရှိရင်ကိုနေတဝက်ပေါ့နော်နေတဝက်လောက်ကို bike ပြေးဖို့အတွက် snack like အဲ့လိုဒီ lunch ပုံစံမျိုးပေါ့ဒီလိုမျိုးဟာလေးတစ်ခု2000ခွဲကုန်နေရဆိုတော့နေ့ရက်တိုင်းကိုစဉ်းစားကြည့်လိုက်ဒါမာလာချန်ကိုနေ့တိုင်းမစားငါမာလာချန်ကိုဖြတ်နိုင်လား no like တော်တော်များများစားနေကြတာဆိုတော့ဒီ community မှာဒါတွေလုပ်နေရဖြစ်တဲ့တော့ကိုယ် community တွန်းတာပါမှာပဲကိုမစားဘူးဆိုရင်တော့မှပဲဒီရမှာစိတ်ကရောက်ပြီးတော့ try ဖြစ်သွားမှာပဲအဲ့ဒါ like pizza တို့ပါတော့အများကြီးအရန်ကြီးရပြီးတော့ financially drain ဖြစ်တယ်ဆိုလို့ pressure financially တွေပြောပေးနေရနော် financially drain ဖြစ်တယ်ခံစားရတာ pressure လည်းနားလဲဘာလို့
ပီဇာကုမ္ပဏီတစ်ချက်ဝင်လိုက်ကွာဒီလားပီဇာကုမ္ပဏီတစ်ခေါက်ဝင်လိုက်9000ကုန်တယ်9000ပဲ9000ဝန်းကျင်ပဲ9000အချက်ပဲရှိတယ်ပီဇာကုမ္ပဏီဝင်လို့ရှိရင်မကုန်တာမရှိတော်ပေါ့နော်အဲ့လိုဂျိုဂျိုဈေးသက်တာရဲဟုတ်ပေါ်ရဲမှာဆိုဂျိုဂျိုဈေးသက်တာရဲဟုတ်တယ်ဒါပေမဲ့အနည်းဆုံး3000လောက်မှမပိုင်ဂျိုဂျိုမဝင်နဲ့အဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အခြေခံလစာကြတော့လည်းအဲ့လောက်ကြီးမဟုတ်ဘူးရုရှားလူငယ်တွေကဒီမှာ step ဖြစ်နေတာဒီနေရာမှာ stack ဖြစ်နေတာဒီနေရာမှာ stack ဖြစ်တော့ကိုကဘယ်လုပ်ချင်လဲဆိုတော့ဒီနိုင်ငံကြီးကထွက်ချင်တယ်ဒီနိုင်ငံကြီးကထွက်ချင်တော့နိုင်ငံကြီးကလည်းပိတ်ထားပြန်ဟိုကပိတ်တယ်ဒီကပိတ်တယ်ဟိုလိုကဖြစ်တယ်အမီဒီလိုကဖြစ်ပြန်ပြီဆိုတော့ကို financially ကကိုခံမှန်းတဲ့လောက်မဟုတ်ဘူးပေါ့နော်ရွှေဈေးတွေဒေါ်လာဈေးကပြောလို့ဆုံးမှာမဟုတ်ဘူးရုရှားလည်းspecialized တော့မဟုတ်ဘူးဒါပေမဲ့ကိုလည်းခံစားနေရတဲ့လူတစ်ယောက်ပဲကိုယ်တိုင်ဖြစ်တယ်ကိုယ်တိုင်ထိတွေ့နေရတဲ့လူတစ်ယောက်ပဲဖြစ်တဲ့အတွက်ကိုဒါရင်းနားလဲပေါ့နော်ဆိုတော့ financially drain ဖြစ်တာတွေခံစားရတယ် lacking ဖြစ်တယ်ဒီကိုလိုချင်တဲ့အရာတစ်ခုကို perspective ထားတယ်ကိုရဲ့ goals တစ်ခုက lacking ဖြစ်နေရမျိုးလေးအဲ့ဒါကြောင့် recharge လုပ်ဖို့လိုအပ်တယ်ညာစောပြောတယ်နော်စောကကတ်ပဲ four of cups နဲ့အတိတ်ပဲချင်းကတိတ်မကွာဘူး recharge လုပ်ဖို့လိုတယ် regroup လုပ်ဖို့လိုတယ်ကိုရဲ့ဒီဘယ်လိုပြောရမလဲကိုယ့် inner child နဲ့ခဏလောက်တော့ recharge လုပ်ဖို့အတွက်စောပြောနားပါ yes ဒီအတိတ်ပဲပေါ့ Russia စကားသုံးလုံးလိုပါရင်တောင်းမှန်ပါတယ် Russia စကားသုံးလုံးတွေကိုရှောက်ဖွေပြီးတော့သုံးပေးရဒါပေမဲ့နားလည်မယ်လို့လည်းမျှော်လင့်နေအားကြောင့်မို့အင်္ဂလိပ်လိုလေးထက်ပြောပြရပါတော့မြန်မာလိုကနည်းနည်းစကားလုံးကကျေပြန့်နေအားကြောင့်မို့ဆိုတော့ recharge လုပ်ပေးပါ regroup လုပ်ပေးပါကိုယ့်ရဲ့ခံစားချက်ကိုပြန်လည်ပြီးတိဆောက်ပေးဖို့ပေါ့နော်နည်းနည်းလေးကိုယ့်ရဲ့စိတ်ခံစားချက်ကိုနည်းနည်းလေးပြန်လည်ပြီးတိဆောက်ပေးဖို့အတွက်လိုအပ်တယ်ဆိုတာလေးတွေ့ရတယ် Okay တော့နောက်တစ်ခုကဘာတွေကိုကိုယ့်ရဲ့ဘာတွေကို take care လုပ်ကြမလဲဘာတွေကို take care လုပ်တင်လဲဘာတွေကို tend လုပ်ရမလဲဆိုတော့ caring မဲ့ပေါ့နော်ကိုဘာတွေ care လုပ်ဖို့လိုအပ်လဲ star point or star power become an influencer of the comedy and unfeigned popularity ဒီ Patricia တွေ့ရတာဒီ group one day ကပေါ့နော်စောရရခံစားမိတယ် social နဲ့ပတ်သက်တာ online နဲ့ပတ်သက်တာ social media နဲ့ပတ်သက်တာ monetization တို့ပါတော့ like that ပေါ့နော် influencer တွေလုပ်ဖို့အတွက်စိတ်ကူးရှိပုံရတယ်အဲ့လို media မှာ marketing လုပ်တာမျိုး media နဲ့ပတ်သက်ပြီးတော့ something like အဲ့လို influence လုပ်ချင်တာ influencer အရင်လုပ်ချင်တဲ့ထဲမှာပါတယ် fame ဖြစ်ချင်တယ်ကိုက အောင်မြင်ချင်တယ်တိုးတက်ချင်တယ်အဲ့လိုကိုယ့်ရဲ့ goals ကမြင့်တယ်အဲ့လိုမျိုးလူထဲမှာပါတယ်အဲ့တော့ကိုက star power ကိုမှာက star ဖြစ်နိုင်တဲ့ power ရှိပေမဲ့ဒီ location ရအဆင်မပြေနေတာဆိုတော့အဲ့ဒါအကြောင်းလဲကိုက exhausted ဖြစ်နေတာကိုလည်းတည်တယ်ငါဒါဒီမြန်မာနိုင်ငံမှာမမွေးဖွားပဲနဲ့ငါဒါအောင်မဆို for example like Russia တို့ဒါ Germany တို့တည်ရမလား US တို့ UK တို့မှာမွေးဖွားလိုက်လို့ရှိရင်ငါတို့တခါတည်းအောင်မြင်ရှမ်းတောင်ဖြစ်နေမှာဆိုပြီးတော့စဉ်းစားမိကြမှာအဲ့လိုလူတွေဖြစ်လောက်တယ်တည်ရမလားပိုင်ဝမ်းနေအဲ့လိုလူမျိုးတွေအဲ့လိုစဉ်းစားမိကြတဲ့လူမျိုးတွေငါဒါတနေရာရောက်နေငါအရန်ဖြစ်နေပြီငါဒီနိုင်ငံကြီးမှာမလို့ stack ဖြစ်နေတာအဲကြောင့်ဒီနိုင်ငံကြီးကိုပို့ပြီးတော့အစမပြေဒီနိုင်ငံကြီးကိုပို့ပြီးတော့မောင်းလာလေးဖြစ်နေတာပေါ့နော်နိုင်ငံကြီးဆိုတာတဲ့ဒီ saturation လို့ပြောရမယ်ဒီ saturation တွေကိုတည်ရမလားဒါတွေကြောင့် step into the twilight ဒီကိုသွားခြင်းတဲ့အရာကိုတဲ့ပဲအဲ့နေရာကိုခြေလှမ်းလိုက်တော့တဲ့။ဘာလို့ဆိုကိုကဒီ star ဖြစ်ချင်တယ်ကိုဒီနေရာကိုသွားခြင်းတယ်အဲ့တော့တခါတည်းအဲ့နေရာကိုသွားဖို့အတွက်ကိုပြင်ဆင်လိုက်တော့ကွာဒီလားသွားလိုက်တော့ဒီနေရာကိုရောက်အောင်သွားလိုက်တော့ဆိုတဲ့ပုံစံမျိုးနင်းလိုက်တော့ပေါ့နော် stop Okay တော့ပထမဆုံးခြေလှမ်းလိုက်တော့ဆိုပြီးအဓိပ္ပာယ်လေးရပါတယ်ရှင်။ဆိုတော့ကို self care လုပ်ဖို့ကဘာလဲဆိုတော့ Russia ခေါင်းစဉ်ကိုပြန်သွားရမယ်ဆိုလို့ရှိရင်ကိုဘယ်လို view site တင်လဲကိုဆိုလို့ရှိရင်ငါကတော်တယ်ဒီ situation ကျင်တောင်းကြောင်တာငါရဲ့တော်တဲ့အရာတွေငါရဲ့လုံနိုင်စွမ်းတွေကမပေါ်လွင်သေးတာတကယ်တမ်းကငါရဲ့တော်တဲ့လူငယ်တယောက်ဆိုပြီးလက်ခံထားဖို့လိုအပ်တယ်ဆိုတာလေးတွေ့ရပါတယ်ရှင်ဆိုတော့
နောက်ဆုံး question လေးနှစ်ခုကိုရှာဖြေပေးလိုက်မယ်နော်โอเคတော့ဒီဟာလေးပဲကြည့်ပေးမယ်ဟိုကက်ကလေးကတော့ရှာမကြည့်တော့ဘူးလားအဲ့ဆိုဒီဟာလေးပဲ okay ကတ်ကြလာပြီ Taiwan လေးအတွက် universe message လေး universe message လေး When I land on the field of the universe, peace became real. My happiness is a direct reflection of my level of faith in the universe. Okay. So အဓိကဆိုလို့ရင် Russia ထည့်ပြောလိုက်မယ်အဓိက point ကအေးချမ်းလေးစိတ်တည်တည်ငြိမ်လေးနဲ့ငြင်းငြင်းချမ်းစိတ်ထားပါပျော်ပျော်ရွှင်နေပါတဲ့အဓိပ္ပာယ်ရတော့เนาะဘာအဓိပ္ပာယ်လဲဆိုတော့ကိုရဲ့failure တွေကိုခံစားခဲ့ရတဲ့ဟာတွေအကုန်လုံးကိုတင်ယူပြီးတော့ငြင်းငြင်းချမ်းချမ်းလေးပဲပေါ့နော်နေထိုင်ဖို့အတွက်ကိုသူအကြံဉာဏ်ပေးထားတဲ့သဘော My happiness is a direct reflection of my level of faith နှစ်ခုလုံး of faith ဆိုတော့ my level in the universe ဆိုတော့ okay I hope you will get it ပေါ့နော်အချိန်လေးလည်းပြည့်သွားပြီဆိုတော့အဲ့ဒါလေးကိုတော့ specific ပြောပြလိုက်ပါမယ် My happiness is a direct reflection ကိုရဲ့စိတ်ခံစားချက်ကလုံးဝ direct ဖြစ်နေရကွာဒီလားကိုရဲ့ကံကြမ္မာဖြစ်လာမယ်အရာတွေကိုရဲ့ကံကြမ္မာကိုရဲ့ဘယ်လိုပြောရမလဲပြောချင်တာကကျတော့အဲ့လို theory တစ်ခုရှိတယ်I hope you will know မသိရတဲ့တွေတော့လည်းပြောပြမယ်ပေါ့နော်ကိုတွေးတဲ့အရာတွေကပြောမိတဲ့အရာတွေဖြစ်တယ်ပြောမိတဲ့အရာတွေကလုံးမိတဲ့အရာတွေဖြစ်တယ်လုံးမိတဲ့အရာတွေကတကယ်ဖြစ်လာတဲ့အရာတွေဖြစ်တယ်အဲ့တော့အတွေးကစပြီးပြင်သင့်တယ်ပေါ့နော်အတွေးကစပြီးတော့ကိုက positive တွေအဲကြောင့် positive thinking ဆိုပြီးတော့အရန်ခစ်စားလာတာ positive thinking ဆိုတဲ့ logo လေးကအရန်အကျုံးဝင်လာတာပေါ့အရေးကြီးလာတာဘာလို့လဲဆိုတော့အတွေးကနေပြီးတော့ directအဲ့ဂျားရ step တွေကိုခဏလောက် skill လိုက်မယ်သိရမလားတင်ချာ theory လို့မျိုးကွာဂျားရ step တွေခဏလောက် skill လိုက်မယ်ဆိုရှင်အတွေးတွေကနေလောက်ရက်တွေကိုယ့်ရဲ့ကံကြမ္မာဖြစ်လာတာကိုယ့်ရဲ့အတွေးတွေကကိုယ့်ရဲ့ကံကြမ္မာဖြစ်လာတာလို့ theory ကိုအကျိုးချုံလိုက်လို့ရတယ်ဒါပေမဲ့ what ငါ့ရဲ့အတွေးကငါ့ရဲ့ကံကြမ္မာဖြစ်လာတယ်ဘာကြီးတော့ဆိုရှင်တော့ဒီဂျားရ step တွေတော့ရှိရပါတော့ဆိုတော့ကိုတွေးမိတဲ့ဟာရဲ့ကို100%တွေးလိုက်တယ်ကိုတွေးမိတဲ့ဟာ100%ရဲ့ at least 20%လောက်တော့ကိုကပြောပြတယ်ဒါပေမဲ့ကိုကပါဇက်ကနေတိုင်းမပြောနေရမဟုတ်ဘူးနေတိုင်းပြောနေတာပါဇက်ကဆိုစကားပြောတဲ့အရာတွေရဲ့80%ပဲထားအဲ့ရာခိုင်နှုန်းတွေအကုန်လုံးထဲမှာမလုံးမိဘူးဆိုရင်တော့မှ20%လောက်က at least လုပ်ပြတယ်အဲ့လိုမျိုးတွေတက်သွားတာပေါ့နော်အဲ့လိုမျိုးတွေသွားပြီးတော့ကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့ future ဒါတွေဖြစ်ပေါ်လာတယ်လို့ဆိုလိုပါတယ်ဆိုတော့ direct reflect ဖြစ်နေတယ်ကိုယ့်ရဲ့ positive thinking လေးတွေးပါကိုပျော်ပျော်ရွှင်နေပါ peace ဖြစ်နေပါဆိုပြီးပြောချင်တာပေါ့နော်ဆိုတော့ fine one လေးတွေဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ရှင် I hope you will enjoy it ဆိုတော့ Risha ရဲ့ channel like and subscribe လုပ်ခဲ့ပေးပါနော် Risha အခုတလော video လေးရိုက်ရတာနားထားတာမဟုတ်ဘူး video လေးစောစောတွေ့တဲ့အတိုင်းပဲမီးရပြက်လိုက်လာလိုက်ပြက်လိုက်လာလိုက်ဒါလေးတွေဖြစ်နေလို့ and struggle ဖြစ်နေရလေးလည်းပါတယ်ပေါ့နော်ဆိုတော့ကျေးဇူးများတင်ပါတယ်ရှင်ဆက်ဆက်ရခြင်းပြပါစေနော် bye bye okay bye too လေးဖိုင်ချူလေးမင်္ဂလာပါနော်ရရှာဗီဒီယိုမခတ်တော့တိုက်ရိုက်ပဲတောက်လျှောက်သွားလိုက်မယ်မလက်သေးနဲ့တိုင်ပန်နေโอเคအဲ့တော့အခုအနာဂတ်အတွက်ကိုယ့်ရဲ့ future ကိုယ့်ရဲ့ဒီရှေ့ရေးအတွက် stack ဖြစ်နေတဲ့လူငယ်လေးတွေရှေ့ရေးကိုဘာဆက်သွားရမလဲဘာလုပ်ရမလဲ block ဖြစ်နေတဲ့အရာလေးတွေကဘာလေးတွေလဲကိုဘဝကိုပိတ်ဆို့နေတဲ့အရာတွေက what areas of the experience I experience a block ပေါ့နော်ဘယ် areas of the experience တွေက block ဖြစ်နေတာလဲRisha မေးခွန်းလေးပြန်ပြောပေးမယ် what area am I experience a block okay အဲ့တော့ဘာလေးတွေက block ဖြစ်နေတာလဲ okay ဆိုတော့ the tower energy ရ the tower ဖြစ်နေတာ okay အဲ့တော့ Risha ပိုင်1တော့ငါတကက်ပဲဆွဲလိုက်တယ်အခုပိုင်2ကိုတေချာလေးပြောပြချင်လို့ပေါ့နော်ဘာလေးတွေ block ဖြစ်နေရလဲဆိုပထမဆုံးနေရ Ace of Pentacles ကိုကဖိုက်ချူလေးတွေအတွက်ကိုကလေအဲ့လိုကိုလှုပ်ထားတဲ့အရာတွေရှိတယ်ကိုပြင်ဆင်ထားတဲ့အရာကိုစတင်ရမယ့်အချိန်တွေဒီလိုမျိုးတွေရှိရပေါ့နော်ဒီအရာလေးတွေကိုကိုက
လုံမယ်ဆိုတာနဲ့ကြာနေရတော့၎င်းဒါမှမဟုတ်ငါဒီနေရာမှာရောက်နေတာကြာပြီငါဒီနေရာမှာအဆင်ပြေတယ်ငါတခြားနေရာသွားကြမလို့ငါမလိုအပ်ဘူးငါဒီလိုမျိုးလုပ်ဖို့အတွက်မလိုအပ်ဘူးလို့အဲ့ဒီဘယ်လိုပြောရမလဲသူများတွေလုံနေတယ်ဒါပေမဲ့ငါကတော့မလိုအပ်ဘူးငါကတော့အဲ့လောက်ကြီးသိရမလားဒီလိုမျိုးနည်းနည်းပေါ့ပါတွေးတာမျိုးပေါ့ပါနေလိုက်တာမျိုးကိုရှိတဲ့တာဝန်တွေကိုဝတ္တရားတွေကိုအဲ့လိုမျိုးတာဝန်ကြည့်တယ်ဒါပေမဲ့ကိုကြတော့အဲ့လောက်ကြီးမကြည့်ဘူးပေါ့နော်ကိုအဲ့လောက်ကြီးမကြည့်ဘူးငါဒီလောက်ရတယ်အေးစေးဖြစ်သွားလိုက်မယ်သိရမလားအဲ့လိုနည်းနည်းပါစိတ်ပေါ့ပါနေပြီးတော့တငယ်ချင်းတွေမိတ်ဆွေတွေရဲ့အတိုင်းတွန်းလဲပါတယ်ပေါ့နော်ကိုရဲ့မိတ်ဆွေတငယ်ချင်းတွေကနည်းနည်းပါကိုโอเคမီးရပြတ်သွားလို့ဗီဒီယိုရက်ပြီးပြန်စပေးတာပေါ့နော်ဆိုတော့ Trees of Cup ကိုရဲ့အပေါင်းအသင်းတွေရဲ့အပျော်ကိစ္စတွေပျော်ရွှင်မှုတွေဒီလိုမျိုးစိတ်ညစ်တဲ့အရာတွေကနေခုန်ထွက်ဖို့အတွက်ပေါ့နော်အပျော်မှာပိတ်မိနေရလို့ပြောလို့ရတယ် Yeah your blogging's like အဲ့လိုပါတီတွေကျင်းပတာအမွေးခံတာအပျော်ကိစ္စတွေပျော်ရွှင်မှုတွေအောင်မြင်မှုတွေကောက်ခုံတာတွေဖျော်ဖြေတာတွေကိုအပေါင်းအသင်းနေနဲ့ကွာကိုအပေါင်းအသင်းနေနဲ့ဒီလိုမျိုးပျော်ရွှင်မှုမှာပိတ်မိနေတယ်ကိုမှဆိုရှင်ရရှာ for example တခုပြောပြရမယ်ဆိုလို့ရှိရင်ဖိုင်တူသမားလေးကကိုစီမှာ resources တွေအကုန်ရှိတယ်ကိုစီမှာရှိတဲ့နာတွေအကုန်လုံးရှိတယ်တိလားလုံးတဲ့နာတွေဘာတွေလောက်ရမလဲဘယ်လိုမျိုးလဲအဲ့လိုမျိုး resources တွေအကုန်ရှိပေမဲ့ဘာ blog ဖြစ်နေရလဲဆိုအပျော်ရွှင်နေရ blog ဖြစ်နေတာပြောချင်တာအဲ့တော့ပျော်ရွှင်နေအောင်မွေးခံတာတွေကဇက်တိုက်ဖြစ်နေတဲ့အတွက်ကိုရှေ့ရဘယ်လိုသွားရမလဲဒါလေးတွေက blog ဖြစ်နေတဲ့အရာတွေပေါ့နော်ဆိုတော့example တစ်ခုပြောပြရမယ်ဆိုလို့ရှိရင်ဘာကိုပြောချင်တာလဲဆိုတော့နတ်အဲ့လိုမျိုးနတ်ပုံရောက်သွားတဲ့ဒါကတော့ဟိုဘယ်လိုပြောရမလဲရရှတီးရဲ့ဒါဗုဒ္ဓဘာသာရဲ့ example တစ်ခုပေါ့နော်တော့ဘာလို့ပြောရမလဲနတ်ပုံမှာရောက်နေတဲ့နတ်သားနတ်သမီးတွေကဖရာတရားကိုလုပ်ဖို့အတွက်မိသွားကြတယ်အဲ့အတွက်ကိုနတ်သက်ကြွေလို့ရှင်လူပြည်ကိုပြန်လာတာမျိုးတလိမ့်ဆန်ဖြစ်တာမျိုးပြန်ဖြစ်တတ်တယ်ဘာလို့ဆိုတော့သူတို့ကအမှဆိုကမြန်မာဖြစ်တယ်လူပြည်မှာပေါ့နော်လူပြည်မှာလူဖြစ်တယ်သူတို့ကကုသိုလ်ကောင်းမှုတွေလုပ်တယ်ကောင်းတဲ့စိတ်ပဲတွေးတယ်ကောင်းအဲ့လိုမျိုးလှူတယ်တန်းတယ်ပေါ့နော်တည်ရမလားလှူတယ်တန်းတယ်တရားကျင့်တယ်အဲ့လိုမျိုးလေးပဲနေတဲ့အတွက်ကိုသူတို့ကနတ်ပြည်ရောက်သွားတယ်နတ်ပြည်ရောက်သွားပြီးတော့အဲ့မှာနတ်ပြည်လည်းရောက်လိုက်ရောက်တော့အပျော်ပါးတွေစတွေ့ရောအပျော်ပါးတွေအရန်လာတာလှရတယ်အကုန်လုံးကလှပကြော့ရှင်းပြီးတော့တေးဂီတာတွေနဲ့တည်ရမလားပျော်ရွှင်စရာတွေနဲ့ပျော်ပါးတွေနဲ့ဆိုဖျားတရားလုပ်ဖို့မိသွားတတ်ကြတယ်ဘာလို့လဲဆိုတော့အပြတ်မရှိရင်အပြတ်သဘောကိုမသိတော့ဘူးအပြတ်သဘောကိုမသိတော့ဘာတွေပြတ်တော့မယ်ဆိုတော့မသိပဲနဲ့ကိုယ့်ရဲ့စိတ်ကိုလှုံ့ဆော်မှုမရှိတော့ဘူးပေါ့ကွာဒီလားနောက်ထပ် example တစ်ခုဆိုလို့ရှိရင်မြန်မာနိုင်ငံကလူတွေပေါ့မြန်မာနိုင်ငံမှာအရင်တုန်းက US UK like Australia Japan Thailand every places ပေါ့နော်ဒါတွေကိုအရင်သွားဖို့အတွက်ဇောမလောတဲ့သူတွေအများကြီးရှိရုရှားပါဝင်မယ်အဲကြောင့်မရောက်သေးတာပေါ့လေပြောရမယ်ဆိုမလောဒီလားပေါ့ဆိုမြန်မာနိုင်ငံအဲ့လောက်ကြီးလှုပ်ခတ်နေတဲ့နေရာမဟုတ်ဘူးအပြတ်သဘောမတွေ့ဘူးပေါ့ပြောရမယ်ဆိုအပြတ်သဘောမတွေ့တဲ့နေရာဖြစ်တယ်အပြတ်သဘောတွေမရှိဘူးဗျာမရှိတော့စိတ်ထဲကလည်းပေါ့ပါပဲထွက်ဖို့အတွက်စိတ်ကိုမကူးမိတာဟုတ်တယ်မလားဒေါ်လာကြီးဆိုလို့ရှိရင်လည်းအဲ့လောက်ကြီးဒီလိုမျိုးတွေဖြစ်နေတဲ့ကာလကြီးမဟုတ်ဘူးအဲ့တော့အပျော်တွေအဆင်ပြေနေတဲ့sorry အပြတ်သဘောတွေမတွေ့တော့အဆင်ပြေနေရတွေပဲရှိနေတော့စိတ်ပူပါကောင်းမှန်ငါတို့ကချိန်ကြရင်ပျက်စီးမှာဒီကောင်းတဲ့ຢာတွေကချိန်ကြရင်ပျက်စီးမှာဆိုပြီးတော့အတိစိတ်ပေါ့နော်ဒီလိုမျိုး remind ပေးတဲ့စိတ် remind ပေးတဲ့အရာတွေမရှိဘူးအဲ့တော့ remind လည်းမဖြစ်ဘူးအဲ့တော့မလုပ်ဖြစ်တော့တကယ်ဖြစ်တော့မှတကယ်ခံစားရတော့မှသိတာအဲ့လိုမျိုးဆိုအပျော်တရားတွေကပျော်ရွှင်နေရတာအောင်မွေးခံနေရတာတွေကလည်းကိုတော့ blogging တစ်ခုလို့ပြောလို့ရတယ်ပေါ့နော် okay အဲ့တော့ရပြောတာကိုလက်ခံလာတော့ပြီလို့ထင်တယ်နောက်တစ်ခုကကျတော့ဒီဟာတွေကိုဘယ်လို unblock ဖြစ်အောင်လုပ်ရမလဲတ
ပိတ်ပင်နေတဲ့အရာတွေပေါ့နော် how can I unblock this area ဒီလိုမျိုး unblock ဖြစ်နေတဲ့အရာတွေကို unblock ပြန်လို့လုပ်ရမလဲအဓိကအပြင် pressure တွေ့တာ relationship သမားတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ relationship မှာပျော်ရွှင်နေရတယ်အဆင်ပြေနေရတယ်ဆိုတာလေးတွေ့ရတယ်နောက်ပြီးငွေကြီးရလဲ financially ရလဲတော့သူ flow လေးနဲ့ဆက်တိုက်သွားနေတယ်ငွေရှိတယ် option ရှိတယ်ဒီကငွေရှိတယ်လိုမျိုးဖြစ်နေတာပေါ့အဲ့တော့ဘယ်လိုမျိုးလုပ်ရမလဲဆိုလို့ရှိရင်တော့ knowledge တွေထပ်တင်မှာတဲ့ Ace of Pentacle Ace of Sword ကတ်ရပဲเนาะဆိုတော့ Ace of Sword အနေနဲ့ဆိုရှင်လို့ကိုယ့်ရဲ့ရှေ့ရေးအတွက်ဘာတွေဆက်လုပ်ရမလဲပြောချင်တာတင်နန်းလေးတွေတို့ရှေ့ရေးသွားဖို့အတွက်ဒီလုပ်ငန်းတစ်ခုလုပ်နေရလုပ်ငန်းဦးစီးနေရသူဖြစ်စေလုပ်ငန်းလုပ်နေသူလုပ်ငန်းထဲမှာလုပ်နေသူဖြစ်စေဒီကိုယ့်အလုပ်နဲ့ပတ်သက်ပြီးဘာတွေ development လုပ်ရမလဲ research and develop ပေါ့နော် research လုပ်ရမယ် develop လုပ်ရမယ်ဘယ်လိုမျိုးတွေလုပ်သင့်လဲကိုပျော်နေရမှန်တယ်ဒါပေမဲ့ဒီအပျော်ကြီးကတစ်သက်လုံးခံနေမှာမဟုတ်ဘူးဆိုတာလေတော့ရဒီထဲကပဲအကြံလေးပေးချင်တယ် remind ပေးချင်တယ်ခန်းအောင် group လေးပေါ့နော်ဆို public group လေးတွေကိုဒါလေးအကြံပေးချင်တယ်ဆို knowledge လေးတွေယူပါဖိုက်ကျူးလေးတွေ knowledge လေးတွေရှာပါသင်တန်းလေးတွေရှာတတ်ပါ online ကနေအဲ့လိုလေးလာစရာရှိတာလေးတွေလိုက်ပြီးတော့ရှာဖွေစုဆောင်လေးလာပါပြီးလို့ရှိရင် Queen of Pentacles အရာလှူပါတန်းမှာကိုရရှိတဲ့ပတ်စံတွေကိုခုငွေ flow လေးတွေကအဆင်ပြေနေတာဟုတ်တယ်ဆိုတော့တစ်ဖက်လူကူညီပါဖေးမှာပါလှူပါတန်းမှာပြောချင်တာကိုွယ်တဲ့ဘာသာလေးရောက်လှူချင်တာလှူလို့ရတယ်ငလင်ဘေးအတွက်ပဲလှူမလားသိရမလားဒါမှမဟုတ်မိဘမဲ့ကလေးတွေအတွက်ပဲလှူမလားဘုန်းကြီးကျောင်းလှူမလားဖရားပဲလှူမလားဒီငလင်ကျောင်းပျက်စီးသွားတဲ့ဇေဒီပထိုးတွေအကုန်ပေါ့နော်အစင်ပြေတဲ့နေရာကိုစေတနာရှိရင်စေတနာရှိသလောက်တရားထက်တန်သလောက်လှူပါတန်းပါဆိုပြီးအကြံလေးပေးထားပါတယ်ရှင်ဆိုတော့လှူဖို့အတွက်လေးပြောရပါတော့ဘာလို့ဆိုထပ်ပြီးတော့မျိုးစေ့ချဖို့လိုအပ်တယ်ကိုယ့်ရဲ့ဒီရရှိနေတဲ့ကံကောင်းမှုတွေကပူပွားလာဖို့အတွက်တည်မြဲနေဖို့အတွက်မျိုးစိထပ်ပွားဖို့လိုအပ်တယ်နောက်ထပ်ဥပမာတစ်ခုပြရမယ်ဆိုရှင်ဥပမာဆိုတစ်ပင်ဆိုင်တယ်လို့ပေါ့အပင်ဆိုင်တယ်အပင်ကနေအသီးပွင့်တွေကိုအခုချိန်ခံစားနေရတယ်ပဲထားအဆင်ပြေနေသေးရဲ့ပေါ့နော်ဒီသီးပွင့်နေနဲ့ကိုနေရတာလဲပတ်နေရတာအဆင်ပြေဒါပေမဲ့တစ်ချိန်လုံးခူးနေလို့မရဘူးဒီအပင်ကိုပို့ပြီးတော့ကြီးထွားလာဖို့နောက်ထပ်အပင်တွေထပ်ဆိုင်ဖို့မျိုးစိအသစ်တွေလည်းလိုအပ်တယ်လို့ဒီပင်ကိုလည်းထပ်ပြီးပြုစုပြိုးထောင်ဖို့ research and development and then like other opportunity အတွက်ပို့ပြီးမျိုးစီတွေပို့တီဆောက်ဖို့အတွက်လိုအပ်တယ်ဆိုတော့တဲ့ပြောရမယ်ဆို research and ကိုယ့်ရဲ့ knowledge တွေ research and development လုပ်ပါလှူဒန်းလေးတွေများများလုပ်ပါဆိုပြီးပြောချင်ပါတယ်ရှင်ဆိုတော့နားလည်မယ်ထင်ပါတယ်ဆိုတော့နောက်ထပ် question လေးကဘာတွေ focus လုပ်ဖို့လိုအပ်လဲကိုယ့်ရဲ့ဘဝမှာဘာတွေ focus လုပ်ဖို့လိုအပ်လဲကိုယ့်ရဲ့အခုလက်ရှိဘဝမှာဘယ်အရာတွေကို focus လုပ်ဖို့လိုအပ်လဲဖိုက်ကျူးလေးတွေအတွက်ဖိုက်ကျူးလေးတွေအတွက်ဘာတွေကို focus လုပ်ဖို့လိုအပ်လဲဒီလောကကြီးလူငယ်တွေအတွက် focus okay ဆိုတော့ကိုယ်မှာ resources တွေရှိတယ်အဲ့ဒါဒီဗီဒီယိုရဖို့အတွက်လေမီးက96ခါလောက်ပြန်နေတာ okay အဲ့တော့ resources တွေရှိတယ်ကိုရဲ့ resources တွေကို be grateful for what you have and say something for the future save something for the future ပေါ့နော်ဒါဆိုတော့ပြောတဲ့အတိုင်းပဲတိတ်တော့မကွာဘူးဒါပေမဲ့ language တခြား language လေးနဲ့ပြောလိုက်တဲ့သဘောပေါ့ဆိုတော့ဒါလေးကို direct ဘာသာပြန်ရမယ် direct ကြီးသူ့ရဲ့ message ကို direct လက်ခံရမယ်ဆိုလို့ရှိရင်တော့ကိုအခုရထားတဲ့ resources တွေကိုဂုဏ်ယူပါကျင့်တတ်ပါစိတ်ထဲမှာပျော်ရွှင်ပါပေါ့နော် grateful ဖြစ်ပါအဲ့လိုပုံစံမျိုးနောက်ပြီးတော့ save something for the future အနာဂတ်အတွက်ကိုယ့်ရဲ့ရှေ့ရေးအတွက်အနာဂတ်အတွက်တချို့အရာတွေကိုတင်ဆက်ထားပါတဲ့ဒီအရာတွေကိုအကုန်လုံးမဖြုံးလိုက်ပဲပေါ့နော်။မဆိုရှိတဲ့ပတ်စံတွေအကုန်လုံးမဖြုံးလိုက်ပဲနဲ့အနာဂတ်အတွက် future အတွက်ဒါလေးတွေတင်ဆက်ထားဖို့အတွက်လိုအပ်တယ်ဆိုတာလေးတွေ့ရတယ်နော်။ So use wisely and as need ဆိုတော့ကိုလိုအပ်တဲ့လိုချင်တဲ့နေရာဆိုတာတဲ့လိုအပ်တဲ့နေရာကိုလိုအပ်တဲ့နေရာလိုအပ်တဲ့အချိန်လိုအပ်တဲ့နေရာမှာအသုံးချဖို့အတွက် use wisely ဉာဏ်ရှိရှိသုံးချပါဉာဏ်ရှိရှိသုံးပါပေါ့နော်ကိုအခုရရှိထားတဲ့အရာတွေကိုဆိုပြီးတော့ဖြုံးတဲ့သဘောမဟုတ်ဘဲနဲ့သုံးတဲ့သဘောနဲ့ပဲလုပ်ပါဆိုတဲ့အဓိပ္ပာယ်လေးရရှိပါတယ်ရှင် Okay အဲ့တော့ဒါလေးတွေတည်ဖို့အတွက်ဒါလေး focus လုပ်ဖို့လိုအပ်တယ်လောလောဆယ်မှာကကိုယ့်အတွက်ကအဆင်ပြေနေတယ်ဟုတ်တယ်ဒါပေမဲ့ကိုယ့်အတွက်ကဒီအရာလေးတွေတည်ဖို့လိုအပ်သေးတယ်ပေါ့နော်ဆိုတော့ဘာလေးတွေကို take care လုပ်ရမလဲ personal growth အတွက်ဘာလေးကို take care လုပ်ရမလဲဘာလေး caring လုပ်ရမလဲ saving like yeah
ဒီမှာလဲ save ဒီမှာလဲ save เนาะ saving လုပ်ရမယ်တိုင်းဆက်ရမယ်စုဆောင်ရမယ်ချွေတာရမယ်ပေါ့ you always need to put something off for a bad day ဘယ်လိုပြောရမလဲကိုနေလို့ထိုင်လို့မကောင်းကိုစိတ်ညစ်တယ်ဆိုရှင်ကိုကကိုဘာတာကိုစိတ်ညစ်တယ်ဆိုပြီးဟောပေါ်တော့စားတာကျွန်တော်တော့စားတာအေးတွေဝယ်တောက်လိုက်တာ bubble tea တွေဝယ်တောက်လိုက်တာ pizza ဝယ်စားလိုက်တာတည်ရမှာအဲ့လိုလုပ်တတ်တယ်ဒါမဲ့တကယ် bad day ဖြစ်နေတဲ့အချိန်တကယ်လိုအပ်နေတဲ့အချိန်ပြောချင်တာနေမကောင်းလို့စိတ်ကူမယ်ဆိုလို့ဆန်လိုတာတို့ဒီလိုမျိုးအရေးကြုံတဲ့အချိန်ပေါ့နော်ဒါတွေအတွက်ကိုအမြဲတမ်းတင်ဆက်ထားပါတဲ့ you always need to put ဒါလေးလုပ်ဖို့အတွက်တကယ်ကိုလိုအပ်နေတယ်ကို take care လုပ်ဖို့အတွက်ပတ်စံစုပါစုဆောင်မှာ resources တွေစုဆောင်မှာ with resources ဆိုတာက only not like money not ပတ်စံပဲမဟုတ်ဘူးပေါ့နော်ငွေကြေးပဲမဟုတ်ဘူးပတ်စံစုဖို့အတွက်ပဲမဟုတ်ဘူးကိုယ့်ရဲ့ energy ကိုယ့်ရဲ့လုပ်နေတဲ့အရာကိုခုနေထိုင်နေတဲ့အရာမှာပျော်နေဟုတ်တယ်ဒါပေမဲ့ဒီမှာရွယ်လုံးဝအရင်မပျော်လိုက်နဲ့ရှေးလူကြီးပြောဘူးလေပျော်လွန်းရင်ငွားတတ်တယ်ရီလွန်းရင်ငွားတတ်တယ်အဲ့လိုမျိုးပြောတတ်တယ်ပေါ့နော်ဆိုတော့ဒါကလည်းဒါပညာပေးလေးတစ်ခုပေါ့တချို့တွေကကြာဒါလိုက်ကြီးကောက်ကြတယ်ရီလွန်းရင်ငွားတတ်တယ်ငါအရင်ဒီနေ့ရမ်းညီပြီးငါ့ကိုစိတ်ပေးပါအောင်လို့ပါတော့ဒါလိုက်ကြီးကောက်ကြတယ်ဒါပေမဲ့ဒါကဒါလိုက်ကောက်เสียမှာမဟုတ်ဘူးတကယ်ရှိလူကြီးတွေရဲ့အဲ့လိုပညာရှိတဲ့ဟာပေါ့နော်ကိုအရင်ပျော်ရွှင်နေတယ်ကိုအရင်လွတ်ထွက်နေတယ်ပျော်ကိစ္စတွေပဲအရင်များနေရဆိုလို့ရှိရင်ငိုဝါတတ်တယ်ဆိုတာမစုဆောင်ထားမိတော့နောက်ပိုင်းကြလို့ရှိရင်အစင်မပြေဖြစ်လာလို့ရှိရင်ငိုဝါတတ်တယ်ဆိုတော့ပျော်ရင်လည်းထိမ့်ထိမ့်သိမ့်မိပျော်ဒီလိုသဘောပေါ့နော်ပြောချင်တာဆိုတော့ create saving for the future like ဒီမှာလဲ future ပါပြန်ပြီဒီမှာလဲ future ဒီမှာလဲ future ဒီမှာနော်for the future so ကိုယ့်ရဲ့အနာဂတ်ကိုထည့်တွေးပါကိုယ့်ရဲ့ငါတို့ဘယ်ချိန်သိမလဲမသိတဲ့ကာလကြီးမှာငါလှုပ်ချင်တာလုပ်မယ်ဆိုပြီးတွေးလို့လည်းရတယ်ဒါပေမဲ့ဒီကပေးနေတဲ့ message တွေ pressure စီကပေးနေတဲ့ message တွေကလည်းမှတ်ထားပေးပါခေါင်းထဲထားပေးပါတခုခုလိုအပ်ရင်သုံးချပါလို့ pressure အကြံပေးခြင်းတယ်เนาะဘာလို့ဆိုဖိုက်ကျူးလေးတွေအဆင်ပြေတယ်အဆင်ပြေပေမဲ့နောက်ပိုင်းအတွက်အဆင်မပြေမှာဆိုလို့ pressure အကြံဉာဏ်ပေးတဲ့သဘောအဲ့တော့ create saving for the future စုဆောင်းထားပါပေါ့အနာဂတ်အတွက်စုဆောင်းမှုအတွက်ဖန်တီးပါလောက်ကင်ပါကို view site တဲ့အရာဖြစ်ဖို့အတွက်ပေါ့ဒီအကုန်တုံးလိုက်တာကကိုအတွက် view site တာမဟုတ်ပဲねကိုစုဆောင်းထားတာအနာဂတ်အတွက်စုဆောင်းထားပြီးတော့လိုအပ်တဲ့အချိန်မှာထုတ်သုံးတာတကယ် view site မှုဖြစ်တယ်ဆိုတာလေးပြောချင်တယ်ပေါ့နော်ဆိုတော့ okay universe ရဲ့ message လေးuniverse ရဲ့ message ဒီ message လေးပေးဖို့လို့universe လေးတွေ obstacle are tall in the right direction I let go of the shade of the past by seeing something or someone for the first time with the eyes of lightအတိတ်ကအရာတွေအတိတ်ကရှော့ဆိုးဖြစ်နေတယ်အတိတ်ကကိုလွှမ်းမိုးနေတဲ့အရာတွေပေါ့ဒီဟာလေးတွေကလက်ကိုလုပ်ပါတဲ့။မှဆိုအတိတ်ကကိုလွှမ်းမိုးနေတဲ့အရာတွေအတိတ်ကတခုခုကြောင့်ကိုကဒီဟာကိုစိတ်ထစ်နေတဲ့အရာတွေโอเคအဲ့တော့အတိတ်ကတခုခုကြောင့်ရရှာရဲ့ခွေးလေးအော်တာရရှာဒါလေးခက်လိုက်ရင်ကောင်းလားမသိဘူးโอเคအဲ့တော့အတိတ်ကကိုလွှမ်းမိုးနေတဲ့အရာတွေ by seeing someone for the first time with the eyes of love ကိုအခုချိန်မှာကြီးစားမရှိဘူးဆိုလို့ရှိရင်ကြီးစားပေါ်လာလိုက်မယ်ကြီးစားရလာလိုက်မယ်ကြီးစားရှိရဆိုရင်ဒီကြီးစားနဲ့ပျော်ပျော်ရွှင်ရွှင်ချစ်အဲ့လိုအရန်ကြည်နူးပြီးချစ်နေရမှာကွာသိလား eyes of love ဒါမှမဟုတ်ကြီးစားရှိနေတော့ချီမလို့ဖို့တော့ remind ချင်တယ်နော်ချီလို့တာတကယ်မကောင်းโอเคဒါမဲ့အရင်တော့မဆုံးမတော့ပါဘူးဆုံးမတာညာဆုံးမတာခံလို့ရှိရင်လည်းတိတ်မကြိုက်ရရှာလည်းမကြိုက်ဆိုတော့ဒါလေးပဲရှင်းပြလိုက်တော့မယ် the first time with eyes of love အဲ့လိုပြောချင်တာမြင်မြင်ချင်းချစ်မိမယ်ပေါ့နော်သိလားမြင်မြင်ချင်းချစ်မိမယ်ပထမဆုံးမြင်မြင်ချင်းချစ်မိတဲ့ခံစားချက်တရားကိုမြင်မြင်ချင်းချစ်မိတဲ့ခံစားချက်ရရှိလိမ့်မယ်တဲ့ဘယ်လိုမျိုးရရှိမှာလဲဆိုရင်ပထမဆုံး
ကိုယ့်ရဲ့ shell တွေကိုယ့်ရဲ့ pass တွေကိုလက်ကိုအရင်ဆုံးလုပ်ပြီးလို့ရှိရင်ကိုရရှိလာမယ်မြင်ချင်းချစ်မိတဲ့ခံစားချက်မျိုးလုံးဝရင်ခုန်စိတ်လှုပ်ရှားရတဲ့ပျော်ရွှင်မှုမျိုးလုံးဝလူတစ် okay အဲ့တော့လူတစ်ကိုပြောချင်တာလူတစ်ရောက်လာလိမ့်မယ်ကိုစီကိုလူတစ်တရားကိုစီကိုတကယ်ဆိုင်မြများရောက်လာလိမ့်မယ်ကိုနဲ့နီးစပ်ဖို့အတွက်ကိုသူစွန့်စားပြီးရောက်လာလိမ့်မယ်ပေါ့နော်ဆိုတော့ကိုကလည်းသူ့ကိုမြင်ချင်းချစ်မိမှာသူကလည်းကိုမြင်ချင်းချစ်မိပြီးအဲ့လိုမျိုးအရန်กว่า romantic ဆန်နဲ့ချစ်ချင်မျိုးမိုက်တယ် obstacle are to turn in the right direction ကိုကအခုround direction ဖြစ်နေရလဲဖြစ်နိုင်တယ်ဆိုတော့ကိုရဲ့ right direction ရောက်ရှိဖို့အတွက်နှလုံးလေးပွင့်လာဖို့အတွက်ပေါ့နော်နည်းနည်းလေးလိုအပ်တယ်ဆိုတာလေးတွေ့ရပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ရှင်ဆက်စရချင်းပြပါစေလို့မျှော်လင့်ပါတယ်နော်ဆိုတော့ဖိုင်တူလေး bye bye Brisha ရဲ့ video လေးကြိုက်နေတတ်တယ်ဆိုလိုက်ရင် subscribe လေးလုပ်ခဲ့ပေးပါလို့ပြောချင်ပါတယ်ရှင်ဆိုတော့ okay အဲ့တော့ pi 3လေးတွေတွားလိုက်ရအောင်အဲ့ video pi 3လေးမင်္ဂလာပါရှင် pi 3လေးရဲ့အတွက်ဒီလူငယ်လေးတွေပေါ့နော် pi 3လူငယ်လေးတွေအတွက် Brisha ကဘယ်လို block ဖြစ်နေတဲ့အရာလေးဘယ်လိုမျိုးလုပ်ရမလဲဆိုတာလေးတွေကိုကြည့်ပေးမှဖြစ်တယ်ဆိုတော့ question လေး Brisha ပြန်ပြောပြမယ် what area am I experiencing a block ဘယ်ကိုလောက်ဖူးတဲ့အရာပေါ့နော်ဘယ်အရာတွေကကိုယ့်စီမှာအခုလက်ရှိနေတဲ့အရာတွေကဘယ်အရာတွေကကိုယ့်အတွက် block ဖြစ်နေရလဲဆိုတော့အရာတွေကကိုယ့်အတွက်ပိတ်ပင်နေရလဲဘယ်အရာတွေကကိုယ့်အတွက်ပိတ်ပင်နေအရာတွေဖြစ်နေရလဲ the star okay now the star what is the meaning of the star nice one ကိုလို့အထင်ကြီးရဲ့လို့တော့တွေ့ရကိုနည်းနည်းလေးအထင်ကြီးရဲ့ဖိုက်ချွေးလေးတွေကိုကကိုစဉ်းစားတာငါဒီ2လအတွင်းဂျပန်စာကိုand 3 လောက်ထိရအောင်လုပ်မယ်and 4လောက်ထိရအောင်လုပ်မယ်and 5လောက်ထိရအောင်လုပ်မယ် like that ဆိုတော့and 5သမားဆိုand 4လောက်ထိပေါ့နော်အဲ့လိုပုံစံမျိုးသဘောထားဖြစ်ဖြစ်ငါဒီကာလမှာလုံးဝဘယ်လိုမျိုးရရမယ်ဆိုပြီးတော့ဆုံးဖြတ်ထားပြီးခါမှာကိုအထင်ကြီးတဲ့စိတ်သိရမလားကိုအထင်ကြီးတဲ့စိတ်ကြောင့်သူများတွေကရပါပြီကိုကအဲ့ချိန်ကာလထိရောက်ပြီးတော့မရသေးတာမျိုးဘာလို့လဲဆိုလို့ရှိရင်ဒါpressure ဒါလိုက်ပြောလိုက်တာဂျားထဲမှာ block တွေရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ကိုကအရန်ကိုထင်ကြီးပြီးတော့လွယ်လေးပါဂျပန်စာဆိုလွယ်လေးဒါ pressure exam ပဲပြောရအောင်နော်ဂျပန်စာဆိုလွယ်လေးဘယ်ချိန်ထားလို့ရတယ်ငါတင်တန်းမှာလဲငါအတန်ထွက်ကအရန်ကောင်းနေရလို့တည်ရမလားလို့ငါနောက်မှလုပ်လို့ရတယ်အေးစိခုတော့လောစေလောက်ကြရှိရလေးတက်တော့လေးကြီးလိုက်အောင်မယ်ဂိမ်းလေးဆော့လိုက်အောင်မယ်ငါရှားလေးလုပ်လိုက်အောင်မယ်အခန်းတန့်ရှင်းလေးလုပ်လိုက်အောင်မယ်လိုက်တဲ့အဝတ်လေးလျှော်လိုက်အောင်မယ်ပေါ့နော်တည်ရပါအဲ့လိုပုံစံမျိုး block တွေအများကြီးရှိတယ်ဒါကကိုအထင်ကြီးရဲ့စိတ်ငါလုံနိုင်တယ်ငါလုံလိုက်လို့ရှိရင်ငါနင်တို့လုံတလောက်ကငါအိတ်နေတလောက်ပဲရှိတာဘယ်လိုရမလဲတမင်ဆယ်လန်းချစ်ကြားတလန်းမှာချင်းသိလားတမင်ဆယ်လန်းကြားတလန်းလားမသိတမင်ဆယ်လန်းကြားတလန်းမှာတော့ပါတော့တည်ရမှာအဲ့လိုပုံစံမျိုးကအရန်ကိုအထင်ကြီးနေရ yes ဒီလိုမျိုးလေးတွေအထင်ကြီးနေတဲ့စိတ်ကိုအရန်ကြီးအဲ့လိုမန်တက်နေတဲ့စိတ်ပေါ့နော်မန်တက်နေတဲ့စိတ်ကြောင့်နည်းနည်းပါးပါးလေး block ဖြစ်နေရတယ်ဖြစ်တယ်ဒီ block ဖြစ်နေတဲ့အရာတွေကကိုကြောင့်လို့ပြောလို့ရတယ်ကိုကအရန်ပြောကြည့်တယ်အရန်မန်တက်တယ်အဲ့တော့ပြီးလို့ရှိရင်စိတ်အားကလည်းလုံးဝဘိုးဆိုပြီးထားလိုက်ပြီးလို့ရှိရင်လည်းဘုံကနေဆိုငြိမ်သွားလိုက်ကောက်ရုံမိလို့ဖြစ်နေရဆိုတော့ဒါလေးကကိုတော့ block ဖြစ်နေတာဒါအခုလောလောဆယ်ရတော့ Russia အပြစ်ကြီးပဲပြောနေဟာဘာလဲအပြစ်ကြီးပဲပြောနေထင်လိုက်မယ်နောက်ပိုင်းကျရင် Russia solution လေးထုတ်ပြီးမှမဟုတ်လို့ဒီမှာက wine ဆိုတဲ့ဟာလေးအရင်လာတာဆိုတော့ကိုကဒီကိစ္စတွေကြောင့် block ဖြစ်နေတာတခုဆိုအလော30กว่าဒီလားအခုချက်ချင်းအောင်ရမှာဖြစ်မယ်အော်အလော30လောက်ပုံစံကဘယ်လိုပြောရမလဲချစ်ပြလိုက်ဒေါသထွက်ပြလိုက်မလိုချင်လိုက်တွန်းထုတ်လိုက်ချစ်ပြလိုက်အဲ့လိုပုံစံမျိုးပုံစံဖြစ်နေတာကောက်ရုံမီးပေါ့နော်ကောက်ရုံမီးတယ်ကောက်ရုံမီးပုံစံဖြစ်နေတာတော်တဲ့အောင်မီးမပြတ်လို့ okay အဲ့လိုမျိုးဖြစ်နေတာဆိုတော့နေကျင်လုံးနေ freestyle ပုံစံမျိုးအဲ့ဒါလေးတွေကိုအတွက်တကယ် block ဖြစ်နေတာကိုအရန်အထင်ကြီးနေတာကို confidence ရှိတာကောင်းတယ်အထင်ကြီးတာကောင်းတယ်မကောင်းမဟုတ်ဘူးဒါပေမဲ့ not like we are not the self center always ပေါ့နော် we are not the main character always Brisha တို့ဒီကဘာကြီးရဲ့လူသားမှာမလေးတွေလို့သတ်မှတ်လို့ရတယ်ဒါပေမဲ့ကို confidence ရှိအောင်ငါ self center ငါ main character yeah you can think like that but
not overly ဘယ်ရာမှလွန်တာမကောင်းတန်ဆေးလွန်ပေးပေါ့နော်တန်တဲ့အခါဒီ confidence ရှိတဲ့ဟာဆေးဖြစ်ပေမဲ့လွန်တဲ့အခါမှာကျတော့ဒါဘေးဖြစ်တတ်တယ်ဆိုတော့အရာအားလုံးကတန်ဆေးလိုမျိုးပဲဖြစ်တဲ့အတွက်ကိုဒီပြောချင်တာဒီလိုမျိုးအရင် confidence ရှိနေတာဒီလိုဒီနှစ်ခုလိုအရင် confidence ရှိနေတာလေးဒါကိုတော့ block ဖြစ်နေတဲ့အရာလေးလို့ okay အဲ့တော့နောက်တစ်ခုကကျတော့ဒီ area block ဖြစ်နေတဲ့ areas လေးတွေကို unblock ဖြစ်အောင်ဘယ်လိုလုပ်ရမလဲပေါ့နော် block ဖြစ်နေတဲ့ areas လေးတွေကိုဘယ်လို unblock ဖြစ်အောင်လုပ်ရမလဲ how can I unblock this area question လေးကဘယ်လိုမျိုး unblock ဖြစ်အောင်လုပ်ရမလဲဘယ်လို unblock ဖြစ်အောင်လုပ်ရမလဲ oh my god အများကြီးလုပ်လို့ရတယ် resources တွေအများကြီးရှိနေ okay လှန်သွားရင်ဒီတက်ကက်ရရှာမယူတော့တောက်လျှောက်ကတ်တွေမယူတာတော့မှဒီတက်ကက်ကလုံးဝပြောချင်လွန်းလို့လန်ကြပါဟိုဒီကက်လေးတော့ယူလိုက်မယ် Five of Pentacles the Hermit or Four of Pentacles the Hermit ဆိုတော့ King of Swords ဆိုတော့ဘယ်လိုမျိုးလေးအနေနဲ့ဆိုရင်ကိုကလေမန်တက်နေတယ်မန်တက်တလောက်ကိုမှ energy ရှိရသည်လားကိုကညံကြီးရှင်တကယ်ကိုကလုံနိုင်တယ်ကိုကလုံးဝမျှတတဲ့သူကိုတကယ်လုံနိုင်တယ်ကိုဒီဥပဒေဒီစီမင်းစည်းကနဲ့တတ်မှတ်ချက်တွေလုံးဝလုံနိုင်တဲ့အရာတွေဖြစ်တယ်ဆိုတော့ကို့မှာလုံနိုင်တဲ့အရာတွေကိုလုံနိုင်တဲ့ power တွေစွမ်းအားတွေအကုန်လုံးကရှိပြီးသားပြီးလို့ရှိရင်သူများတွေလုံးဝနားလည်အောင်တိမိရှင်းပြတတ်တဲ့လူမျိုးလုံးဝဘာသာစကားတွေဆိုမျိုးစုံဘာသာစကားတော်တော်များများတက်ကြွတဲ့လူမျိုးသိရမလားကိုထင်ကြီးခန့်ကိုအထင်ကြီးလောက်တဲ့ပါရမီရှိတယ် yes you are ဒါကြောင့်မို့လို့ကိုအထင်ကြီးရဟုတ်တယ်မလားကိုနင်းနိုင်နေရန်ဆိုတော့ကိုကလုံးနိုင်တဲ့စွမ်းအားရှိနေလို့ကိုအထင်ကြီးရဖြစ်တဲ့အတွက်ကိုကလုံးနိုင်တယ်ဆိုတာလေးမမေ့နဲ့ပေါ့နော်ငါတကယ်လုံးနိုင်တယ်ငါလုံးနိုင်တယ်လို့ငါတကယ်စူးစမ်းနိုင်တယ်လို့ဒီနေရာမှာစူးစမ်းတဲ့နေရာမှာဘာတွေလဲဆိုစူးစမ်းတာเนาะတကယ်စူးစမ်းတာဘာတွေစူးစမ်းရလဲဆိုရှင်ကိုရဲ့တက်လန်အတွက် no နော်သူများတွေတခုမှမပါဥပမာဆိုရှင် Russia ပြောတဲ့ဟာကိုတချို့တွေက thinking like maybe like အဲ့လို relationship နဲ့ပတ်သက်ပြီးတော့ငါကိုသူကငါအဲ့လိုမျိုးမှန်တက်နေလို့ငါမကြိုးစားမိရလား no relationship နဲ့လုံးဝမပတ်သက်ဘူးဒါအကုန် personal growth အတွက်ပါအဲ့တော့ကိုရှေ့ရေးအတွက်အနာဂတ်အတွက်ကြိုးစားဖို့လိုအပ်တာဆိုပြောရတယ် knowledge တွေလိုပါတယ်ကိုရှေ့ရေးအတွက်တင်နန်းလေးတွေလိုက်တက်တာကိုရှေ့ရေးအတွက်ဘာတွေလုပ်မလဲဘယ်လိုယာတို့တစ်ခုမှာကိုကနေပြီးတော့ဘယ်လိုမျိုးအသက်မွေးဝမ်းကြောင်းပြုမလဲဒါလေးတွေကအရင်ခေတ်တုန်းကကြတော့တက္ကသိုလ်တက်လိုက်ပြုရှင်ပွဲရပြီးအလုပ်သေးဝင်စံရပြုရှင်ထပ်ပြီးလုပ်လို့အဲ့လိုမျိုးတွေနဲ့လုံးဝကွာ cycle တစ်ခုပဲကွာဒီလားကိုတို့အရန်လမ်းရှာနေစရာမလိုဒါပေမဲ့ဒီခေတ်မှာကျတော့အလျံလဲလမ်းအများကြီးပွင့်လာတယ်လို့မျိုးအဲ့လမ်းတွေအများကြီးရလဲ struggle အရန်ဖြစ်တယ်ကိုရဲ့ struggle သူရဲ့ struggle မတူတဲ့အတွက်ကိုဘာသာကိုဖောက်ရတယ်လို့ပြောလို့ရတယ်အရင်တော့ဆိုအဲ့လိုဖောက်ရတဲ့သူကခက်တုံးอ่ะပေါ့နော်ဟိုရင်ခက်တုံးဆိုအဲ့လိုဖောက်ရတဲ့သူက100မှာ20လောက်ပဲဖောက်တယ်ပဲထားဒီခေတ်ကြီးမှာကျတော့အဲ့လို follow up လုပ်တဲ့သူကအရန်နေသွားပြီဘာလို့လဲဆိုတော့ဒီ situation အကုန်လုံးဘတ်စုံပါဝင်တဲ့အတွက်ကိုဖောက်တဲ့သူက80ရာခိုင်နှုန်းလမ်းစဉ်တိုင်းလိုက်တဲ့သူက20ရာခိုင်နှုန်းပြောင်းပြန်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့တော့ကိုက knowledge တွေရှာပါဖောက်ကိုဒီလမ်းကိုဖောက်နေတယ်ကိုတယောက်တည်းမဟုတ်ဘူးဆိုတော့ပြောမယ်ဆိုရှင်အပြိုင်ဆိုင်ရများတဲ့ခေတ်အပြိုင်ဆိုင်ရများလာပြီဘာလို့လဲဆိုကိုတယောက်တည်းမဟုတ်တဲ့အတွက်အပြိုင်ဆိုင်တွေကများလာပြီကိုအများကြီးပြိုင်နေလို့သဘောထားကြည့်ပါကို knowledge တွေလိုလာတယ်ပြီးလို့ရှိရင်ရှေ့ရည်အတွက်သွားဖို့တွေလိုလာတယ်အသိပညာတွေလိုလာတယ် always like AI ကိုပဲအားကိုးနေလို့လည်းမရဘူးဆိုတော့စာဖတ်ပါလုပ်ပါစာဖတ်ပါဆိုတာတော့တော်တော်များဒီလူငယ်တွေကပြောစရာမလိုဟုတ်တယ်မလားတော်တော်များစာဖတ်ကြတယ် action မှာ knowledge အတွက်ကိုစီးပူးပါလေ့လာပါလို့ဆိုတာပြောချင်တယ်ပြီးတော့ Four of Pentacles ဆိုတော့ unblock ဖြစ်ဖို့အတွက် Four of Pentacles လေးကအထိပ္ပယ်ကကျတော့ block ဖြစ်နေတဲ့အထဲထဲမှာ unblock ထဲမှာကြာတာဆိုတော့ तू ကဒီကက်ကပြောရမယ်ဆို block ဖြစ်တဲ့အတိတ်ပဲဆိုတော့ actually ပြောပြရမယ်ဆိုရင်ကိုယ့်ရဲ့ unblocking mindset က block ဖြစ်နေတယ်လို့ပြောင်းပြန်ကောက်ရမှာပေါ့နော်ဒီမှာနှစ်ခုလုံးက unblocking မှာ block ကြပြီးတော့ block ကို unblock မှာကြာတာနည်းနည်းလေးထိမှာပေါ့နော်ကိုယ့်ရဲ့unblocking အရင်ဖြစ်နေတဲ့ mindset အဲ့လိုစီးကန်းနေဆိုလို့ရှင်လည်းတိတ်ပြီးတော့ခေါင်းထဲမထဲဘူးလှုပ်ရှားရှိရလှုပ်တယ်တိတ်ပြီးတော့ပြောမယ်ဆိုရှင်
ဒီຢာတွေကငါတို့တိတ်မလို့ကွာဒီလားငါဆိုတာ lucky ကငါတော့ lucky ပွားရလိုက်တဲ့အဲ့လိုမျိုးတွေကွာတကယ်မှာဆိုတော့ဒီ unblocking mindset ကိုနည်းနည်းလေးတော့ step back ပေါ့နော်နည်းနည်းလေးတော့ထိန်းပြီးတော့ကိုအခုလက်ရှိနေတဲ့ပတ်ဝန်းကျင်နဲ့သဟဇာတာဖြစ်အောင်နည်းနည်းလေးရောထွေးပြီးနေဖို့အတွက်လေးတွေ့ရတယ်ပေါ့နော်ဆိုတော့ပိုင်း2မှာလည်း pressure ဒီဟာလေးပြောခဲ့တယ်တန်ဆေးလွန်ပေးပေါ့နော်တင်းတလောက်ပဲကိုကဒီလိုမျိုးတွေးရဆိုရှင်တန်ရင်စေးလွန်သွားရင်ပြီးဒါပိုင်း3မှာပဲပြောခဲ့တာတင်တယ်မိရကနာပြန်တော့ pressure လည်းရောနေပြီ okay အဲ့တော့အခုချိန်မှာခဏလေးတော့ကံကိုအရင်မယုံမနဲ့တိုးတက်အောင်မြင်မှုကိုအရန်လိုလားတဲ့ထဲမှာပါတယ်ဒါပေမဲ့ဒီအရာကပဲနည်းနည်းလေး block ဖြစ်စေတယ်လို့ဆိုလို့ရတယ်ဆိုတော့မလွန်ပါနဲ့နည်းနည်းလေးတော့ထိမ့်ပါပေါ့နော်ဒါ pressure ပြောရင် insane တော့ဖြစ်သွားတယ် like right ဆိုတော့နည်းနည်းတော့ဘာဒိတ်ပဲကြီးလဲသိရမလားအရှာကိုယ်တိုင်နဲ့ဒီစကလုံးကိုမပြောပြတတ်ဘူးဒါပေမဲ့အရန် confident over confident ဖြစ်နေရလေးကို short ပါshort ပါဆိုတော့ direct ကြီးပြောရတာနည်းရိုင်းတယ်ကွာဆိုတော့တဲ့ပြောရမယ်ဆိုလို့ရှိရင်နည်းရင်ကြီးလေးနဲ့တဲ့ပြောရမယ်ဆိုရှင်ကိုကငါလုံးလိုက်ရတာပဲငါသူတို့10လမ်းကငါရဲ့ချီတလန်းစာပဲရှင်အေးစေးသွားပါစေလော့အဲ့လိုမျိုးစိတ်မထားနဲ့ပရွေစိတ်တွေကိုလည်းကိုကကိုရဲ့ဒီတလိမ့်ဆန်နေတဲ့ pressure မပြောတော့ဘူးကွာတင် business rule နဲ့သွားမယ် okay တော့ business မှာကိုယ့်ရဲ့ competitor တွေကကိုနဲ့လုံးဝ branded တူတဲ့အရာတွေပဲ competitor မဟုတ်ဘူး branded တူမှဆိုကိုလာရဲ့ competitor ကပိုက်စီတစ်ခုတည်းမဟုတ်ဘူး like small company တွေပေါ့နော်အဲ့ဒါတွေကလည်း competitor ဖြစ်နိုင်တယ်အဲ့ဒါကြောင့်မို့ small တွေကိုတကယ်အဓိကကြည့်ပါအဲ့ small တွေကဘုံကနေထောင်တက်နိုင်တဲ့အလားလာရှိတယ်အဲ့တော့ဒီ small လေးတွေ small အခုမှလာအတစ်တက်စတွေကိုလည်းလစ်လူရှူထားလို့မရအောင်ပေါ့နော်ဒါတွေကလည်း kinds of competitor တကယ် specific တကယ်အလေးထားတဲ့ competitor တွေမှာပါပါတယ်ဆိုတော့ business Russia တော့ business role နဲ့ပြောလိုက်တာပေါ့နော်လောက်တင်တာကိုလောက်လိုက်ပေါ့နော် Russia ပြောရရင်များနေပြီခေါင်းရှုံနေလောက်ပြီထားလိုက်တော့ဒီဟာလေးနားလဲမလို့မျောလဲနဲ့နားမလဲရင်လည်း Russia စီမှာဒါလိုက်လာမေးလို့ရပါတယ်ရှင်ဘာလို့ဆိုတော့တယောက်ကနားလဲမှုချင်းမတူဘူးလीเนาะဒီနေရာမှာရှင်းပြတာလေးကလည်းလွှဲချော်ပါရင်တောင်းမှမှာရယ်เนาะဆိုတော့ဆိုလိုရင်ကတော့တခုပါပဲကိုအရင်ကို believe ဖြစ်နေတာကိုရဲ့ကံကြမ္မာအရင် believe ဖြစ်နေတာလေးနည်းနည်း short ပါဆိုပြီးတော့တွေ့ရတယ် okay winning ပြောတဲ့ဝင်တာရာဘာတွေ focus လုပ်ရမလဲဘာတွေသိဖို့လိုအပ်လဲ shading ကိုဘာတွေ take care လုပ်ရမလဲ wow okay ဆိုတော့ဒီကတ်လေးမှာတော့ pressure နောက်ဆုံးပဲအိမ်နဲ့လွယ်ပေါ့ winning ကိုကလုံးဝ don't spend anything at once sooner or later life come back to everyone yeah ကိုရဲ့ရရှိလာမယ့်အရာတွေဥပမာဆိုခုချိန်က block ဖြစ်နေတယ် block ဖြစ်နေတဲ့အရာတွေကစိတ်မပူနဲ့ရောက်လာမှာစောတာနဲ့နောက်ကျတာပဲရှိတယ် lucky တွေလောက်စရာရှိတဲ့အရာတွေဘဝအတွက်ပေါ့နော် everyone ကိုရောက်လာမှာစောတာနဲ့နောက်ကျတာပဲကွာတယ် don't spend everything at once အားလုံးကိုတနေရာထဲမှာပဲမဖြုံးတီးလိုက်ဖို့အတွက်တတိပေးတယ်ပေါ့နော်ဆိုတော့ okay အဲ့တော့ဒါကတော့အကြံပေးတဲ့ကဒီနောက်တစ်ခုကကျတော့ဘာတွေသိဖို့လိုလဲဘာတွေ focus လုပ်ဖို့လိုလဲဆိုတော့ shading လုပ်ထားတာတွေ reduce lose elimination and time to set higher goals တဲ့ကိုလိန်ထားတဲ့အရာကိုလို့ shade လုပ်ထားတဲ့အရာပေါ့ကိုငါကဘာကြီးပါဆိုပြီးလို့မျိုး shading လုပ်ထားတဲ့အရာတွေကိုခွာချလိုက်ပြီးတော့ time to set higher goal ဒီ goal ချက်ကိုပို့ပြီးတော့မြင်တဲ့ higher goal တစ်ခုသတ်မှတ်ပြီးတော့ချဖို့အတွက်လိုအပ်တယ်ဆိုတာလေးတွေ့ရတယ်ပေါ့နော်ဥပမာဆိုရှင်ကိုကနေရာတစ်ခုရောက်ဘူးတယ်ကိုရဲ့နေမြေမှာတော့ကိုကကြက်ဖပဲဒါပေမဲ့တခြားနေမြေရရင်ကိုကကြက်မဖြစ်လိုက်မယ်ကိုကြက်ဖလို့မရဘူးပေါ့နော်အဲ့လိုမျိုးပဲဒီအရာတွေနားလည်ဖို့ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီအချိန်ကစပြီးတော့အစ်စ်ကနေပြန်စပြီး higher goal တွေပိုမြင့်ဖို့ပိုတိုးတက်ဖို့ဒါမျိုးတွေပဲစိတ်ထဲမှာနှစ်ထားဖို့ကိုကလုံးဝဝင်တာကွာသိလားကိုလုံနိုင်တယ်
ဒီမှာလေအရန် pressure တစ်ခုပြောမယ်နော်ကိုမလုံနိုင်ဆွဲချနေတစ်ခုမှမရှိဘူးနော်အဲ့စကလုံးတွေရွေးတာမှားသွားရင်တောင်းမှန်နဲ့ပထမဆုံးအနေနဲ့ပြောချင်တာကဒီပိုင်ထွေးလေးတွေက confidence အရန်ရှိတယ်ဒါကောင်းတယ်လုံနိုင်စွမ်းအားလုံနိုင်တဲ့အင်အားကိုယ့်ရဲ့ဘဝအတွက်လုံနိုင်တဲ့အရာတွေဒါတွေအရန်များတယ်လုံနိုင်တယ် plan တွေလည်းချနိုင်တယ်ကွာအဲ့ဒါတွေမမေ့နဲ့ပေါ့နော်ပြောချင်တာအဲ့လုံနိုင်တဲ့စွမ်းအားတွေ waste မဖြစ်လိုက်နဲ့တကယ်သုံးချပါပြီးလို့ရှိရင်ကြီးသူကိုယူသေးငယ်သူကိုလေးစားဆောင်ဖို့အတိုင်းပေါ့နော်ကိုကအရန်တဲ့ဂုံစာနေလို့မရအောင်သူကသူပြောတာဒါအဲ့လိုမျိုးမလုံနဲ့ပေါ့နော်သူတို့ပြောလဲသူတို့ရဲ့ perspective အရာ knowledge ရှိတယ်ကိုယ့်ရဲ့ perspective အရာ knowledge ရဲ့ knowledge တိုင်းကိုကိုခံယူပါပြီးလို့ရှိရင် shading ဖြစ်နေတဲ့အရာလေးတွေကိုဘာသာကိုတတိထားပြီးတော့ higher goal လေးတွေကိုပြန်ဆက်ပါကိုယ့်ရဲ့အမှဆိုရှင်ကိုကိုအရန် confidence ရှိနေလို့ရှေ့ကိုဆက်မတက်ပဲ block ဖြစ်နေရတယ်ဖြစ်တတ်တယ်အဲ့တော့ higher goal တွေကိုပြန်ချဖို့အတွက်ကိုခဏလောက်တော့ကိုမေ့ပြီးတော့ကိုကဘာကောင်ကြီးပါဆိုတော့ခဏလောက်တော့မေ့ပြီးတော့ higher goal လေးတွေပြန်ချဖို့အတွက်လိုအပ်တယ်Okay အဲ့တော့ wealthy ပေါ့နော်wealthy အကျိတ်ပဲဆိုတော့သူကကြတော့ pressure မေးထားတာကဘာလဲဆိုတော့ကိုဘယ်လိုဂရုစိုက်ရမလဲ how can I tend to myself ကိုဘယ်လိုဂရုစိုက်ရမလဲဆိုလို့ရှိရင် you are moving towards real world and property ဆိုတော့ကိုကတကယ်ချမ်းသာမဲ့လမ်းတကယ်တန်ဖိုးရှိတဲ့လမ်းကိုသွားနေရရွေ့နေရရှေ့ကိုဆက်တိုက်သွားနေရလူဖြစ်တယ်ဆိုတော့မှန်ပါတယ်တဲ့ဒီတိုင်းပဲဆက်သွားဒါပေမဲ့ higher goal လေးတွေပို့ချပါ keep at the great word ကိုခုလုံးနေအရာတွေကမှန်တယ်ဆိုတော့ကိုခုလုံးနေအရာတွေကိုပဲရှေ့ဆက်ပြီးဆက်တိုက်သွားပါဆိုပြီးအကြံဉာဏ်လေးပေးထားတာပေါ့နော်ဆိုတော့ universe ရဲ့ message လေး universe ကကိုဘာလေးတွေ message ပေးခြင်းလဲOkay အဲ့တော့ universe ရဲ့ message လေးတွေကဘာလေးဖြစ်မလဲကိုရဲ့ higher power လေး universe ရဲ့ဘာလေး message ပေးခြင်းလဲကိုပြောင်းမြန်ကြိုင်မိထားတယ်မဟုတ်ဘူးဗျဒါမဲ့စာကျတော့ Russia တော့တားတော့လုံးမျိုးပြောင်းမြန်ကြီးတော့မဟုတ်ဘူး Okay အဲ့တော့ I choose love no matter what yeah you're good when I am in alignment with the love of the universe peace cannot be disrupt ဒီထဲမှာလေတော်ကြီးကိုပါရမီရှိရတော့မ Gemini တော့ Aquarius Libra and then like fire sign နေ air sign နေနောက်ပြီးတော့အဲ့လိုမျိုးတွေပေါ့နော်ဒီမှာအဲ့လိုမျိုးတွေတော်တော်များလိုက်မယ်ထင်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့ MC ကအဲ့လိုမျိုးဖြစ်တာကိုယ့်ရဲ့ moon sign ဒါမှမဟုတ် rising sign ဒါမျိုးလေးတွေကဒီနေရာတွေပေါ့အဲ့နေရာတွေက pressure ဆိုပြောတယ် air sign တို့ fire sign တို့ဖြစ်တာအဲ့တော့ pressure specific ပြောပေးမယ် air sign ဆိုတာfirst of all Libra Aquarius Gemini ပြီးရင်နောက်ပြီးတော့ fire sign ဆို first of all Aries ပေါ့ Aries and then like Leo Sagittarius yeah ဆိုတော့သူတို့တွေကဒီ group ထဲမှာဖြစ်လောက်တယ်ပိုင်ကျွေးတွေဖြစ်လောက်တယ်ဘာလို့လဲဆိုတော့ I choose love no matter whatငါအချစ်ကိုပဲရွေးမှာဆိုတော့ဒီဟာက universe ရဲ့ message ဒါဖိုင်ကျွေးတွေပြောတဲ့အရာမဟုတ်ဘူးဖိုင်ကျွေးတွေကအချစ်ကိုအဲ့လောက်မရွေးဘူးခေါင်းရမ်းသုံးတယ်အုံနောက်ရမ်းသုံးတယ်ကိုချစ်တယ်ဟုတ်တယ်ဒါပေမဲ့လက်မလွတ်နိုင်ဟုတ်တယ်ဒါပေမဲ့ကိုခေါင်းထဲမှာကျတော့ကွာအဲ့လိုမျိုးပြန်ပြီးတော့တန်ပြန်မေးခွန်းတွေအများကြီးရှိတယ်နင်တေချာလို့လားနင်တကယ်ဒီတယောက်ကိုပဲတေချာလို့လားနင်ရဲ့အနာဂတ်တွေရှိတယ်နင် love is a waste of time like that ဆိုတော့အဲ့လိုမျိုးတွေတွေးတတ်တယ်ကွာအရန်စဉ်းစားတယ်အဲ့လိုလူမျိုးတွေဖြစ်လာတယ်ဆိုတော့အချစ်ကိုချစ်တဲ့အရာအချစ်ဆိုတာလေ relationship မှာမဟုတ်ဘူးကိုချစ်တဲ့အရာကိုချစ်တဲ့အလုပ်ကိုချစ်တဲ့လူကိုချစ်တဲ့နေရာဒီလိုမျိုးတွေကိုပဲရွေးချယ်ပါ no matter what ဘာကြောင့်မဖြစ်ဖြစ်တဲ့ universe ကပေးတဲ့ message เนาะဘာလို့အဲ့လိုမျိုး message ပေးလဲဆိုရှင်ဖိုင်ကျွေးလေးတွေက love တွေကိုတိတ်မရွေးနှလုံးသားကိုတိတ်လို့ပြောနှလုံးသားအရန်ဖြူစင်တဲ့ထဲမှာပါတယ် yes but like နှလုံးသားကို first of လို့ပြော option နဲ့မထားဘူးပေါ့နော်စဉ်းစားတဲ့နေရာမှာကိုယ့်ရဲ့ဘဝရှေ့ရေးအတွက်စဉ်းစားတဲ့နေရာမှာအချစ်ကဦးစားပေးမဟုတ်ဘူးလို့ပြောလို့ရတယ်ဇကားဆက်ဆံအင်းပြောလိုက်တာပေါ့ဆိုတော့အချစ်ကဦးစားပေးနေရာမဟုတ်ဘူးအဲ့လိုပုံစံမျိုးစဉ်းစားတဲ့အထဲမှာပါတယ်နောက်ပြီးတော့ cancer လည်းတွေ့ရဒီထဲမှာ
Okay အဲ့တော့ when I am in alignment with the love of the universe peace cannot be disrupted ကိုရဲ့ alignment ဖြစ်ဖို့အခြေရေးမှာ alignment ဖြစ်ဖို့ညီမျှဖို့အတွက် peace cannot be disrupted ပေါ့နော်ဒီ group သမားတွေက peace ကိုရွေးချယ်ခြင်းကြရတယ်ဒါမဲ့like ကိုရဲ့အချစ်ကိုနဲ့ဦးစားပေးပါအရန်ကြီးကို build တာတော့နားလေအဲ့တော့ဖိုက်ကျွေးလေးကိုပြောချင်တာကကိုရဲ့ level of life ပေါ့နော်ကိုတကယ်ချစ်တဲ့သူကိုတကယ်ချစ်ချင်တဲ့သူဒါလေးတွေကိုတန်မိုးထားပါအချစ်ကိုဦးစားပေးပါအရန်တော့မဟုတ်ဘူးကွာသိလားဒါမဲ့ဘယ်လိုပြောရမလဲကိုချစ်တဲ့သူဆိုလို့ကွာကိုချစ်တဲ့သူကနောက်တစ်ယောက်ရှိနေလို့အဲ့ဒါအရန်လူပြီးတော့ကိုချစ်တဲ့သူနာကတ်မယ်အဲ့လိုမျိုးတော့မလုပ်နဲ့เนาะကိုချစ်တဲ့သူပျော်အောင်ထားတာကိုချစ်တဲ့သူကဥပမာဆိုတခြားတစ်ယောက်နဲ့ကိုနဲ့မဟုတ်ပဲခြားတစ်ယောက်နဲ့ပျော်နေဆိုခြားတစ်ယောက်နဲ့ပျော်တာတန်းလေးပဲကြည့်နေလိုက်ကိုချစ်တဲ့သူကကိုရှိရင်ပျော်တယ်ဆိုကိုရှိပေးလိုက်သိရမလားဆိုတော့ yeah အချစ်ကရိုးလေးပဲ simple လေးပဲကိုချစ်တဲ့သူကချစ်တယ်ဆိုတာကသူပျော်ဖို့အတွက်ကိုပျော်ဖို့အတွက်မဟုတ်ကို possessive ဖြစ်တဲ့စိတ်နဲ့မဟုတ်ပဲねဒီလိုမျိုးစိတ်ကလေးနဲ့ရိုးသားသားလေးရှင်းရှင်းလေးပဲစိတ်ထဲမှာရှင်းရှင်းလေးပဲချစ်ပေးဖို့ဘာဖြစ်လို့ self grow မှာဘာဖြစ်လို့အချစ်ပေါ်လာလဲဆိုတော့ okay ကိုချစ်ဖို့လဲလိုတယ်เนาะကိုချစ်ပေးပါကိုကသူများစီရပဲအချစ်ခံနေရသူများစီရပဲဒါမျိုးတွေကိုအယုံမဆိုင်ပဲနဲ့ကိုချစ်ပါ self love ချစ်ပါဆိုပြီးတော့လည်း energy တွေ့ပါတယ်ရှင်ဆိုဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်เนาะဖိုင်ကျွေးလေးအော်မူသွားမှာပဲโอเคကျေးဇူးများတင်ပါတယ်ရှေ့ဖိုင်ကျွေးလေးဆက်ဆက်ရဆင်ပြပါစေเนาะဆိုတော့Pressure ရဲ့ဗီဒီယိုလေးကြိုက်နေတတ်တယ်ဆို like and subscribe လေးလုပ်ခဲ့ပေးလို့ရပါတယ်ရှင်ကျေးဇူးများတင်ပါတယ် bye bye နောက်ဗီဒီယိုမှာပြန်တွေ့မယ်เนาะသွားခါစားပဲရှိသေးတာပြောပြီးပြီကိုမဒီဟာကိုပဲထပ်ပြီးတော့အစ်စ် idea အော် okay ပထမဆုံးခြေလမ်းအမလေးဒီဟေးပြဿနာတက်ပြီအမမအောင်နဲ့လေအမဆို pressure တော့ဘလို့ပါလဲ okay ပဲလေးတောင်ကောက်သွားတယ်နော်ဒါလူတက်ကိုပြောချင်တာ